တန်လေခသုတ်တမလာရှိတဲ့တရားဒေသနာတော်များကိုအခြေခံ၍၎င်းတန်ရုပ်ပါဠိတော်များမှာလာရှိတဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်များကိုအခြေခံ၍၎င်းကုသိုလ်နဲ့အကုသိုလ်လို့တရားကောင်းစဉ်ပေးပြီးတော့ပေသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောပါမယ်ကုသိုလ်ဆိုတဲ့စကားလုံးအကုသိုလ်ဆိုတဲ့စကားလုံးတရားဓမ္မတော်ဦးဇင်းတို့အမြဲတမ်းလိုပြောဆိုနေကြတဲ့အမြဲတမ်းလိုကြားနေရတဲ့အလုံးတရားမှအသုံးများတဲ့စကားလုံးနှလုံးပေါ့နော်ကုသိုလ်နဲ့အကုသိုလ်တဲ့အကျဉ်းများဖြစ်တော့ကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲပေတပေါင်းတရားကောင်းတို့အခြေခံအဖြစ်တော့အလုံးသိကြပြီးသားပါဒါပေမဲ့ဦးဇင်းတို့ဘယ်လိုရွယ်ချက်နဲ့ဒီလောက်လူသိများတဲ့တရားကိုပြောရတာတော့ဆိုလို့ရှိရင်ကုသိုလ်ရဲ့သဘောဆိုတာဘယ်လိုရှိတယ်ကုသိုလ်ဆိုတာဘာကိုပြောတာအကုသိုလ်ရဲ့သဘောတဘာဝဆိုတာဘယ်လိုရှိတယ်အကုသိုလ်ဆိုတာဘာကိုပြောတာလို့ကုသိုလ်နဲ့အကုသိုလ်တို့ရဲ့အကြောင်းတရားတွေကိုကုသိုလ်နဲ့အကုသိုလ်တို့ရဲ့သဘာဝတရားတွေကိုပို့ပြီးတော့ကြဲကြဲပြန့်ပြန့်သိဖို့နားလည်ဖို့အခြေခံကြကြနားလည်ထားကြဖို့နော်ရည်ရွယ်ချက်ကတော့အဲ့လိုကုသိုလ်နဲ့အကုသိုလ်တို့ရဲ့သဘောတဘာဝကိုနားလည်ပြီးတော့ကုသိုလ်တရားတွေများတဲ့များအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြဖို့အကုသိုလ်တရားတွေနည်းတဲ့နည်းအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြဖို့နော်အလွန်ရိုးစင်းတဲ့တရားတော်ကိုဖေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညနာယူကြည်ညိုကြည့်ကြမယ်နော်ကုသိုလ်နဲ့အကုသိုလ်အလွန်ရိုးသလောက်အလွန်လည်းပဲအရေးကြီးတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်ကုသိုလ်နဲ့အကုသိုလ်ရဲ့အကြောင်းသိဖို့နားလည်ဖို့အလွန်တရာမှအရေးကြီးပါတယ်နော်ဒါကြောင့်ဒီကနေ့ညကုသိုလ်နဲ့အကုသိုလ်တဲ့ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေအပ်တရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလည်းဥချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပိဇောတဝိယတမောဟဓမ္မသာနရမေရလောကကရုံဝနေတုကတံဂတိဝိမု ddha ကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိယတမောဟဓမ္မအရဟတမေတိဟူသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟူသောမိုက်မောင်ကိုဖယ်ခွာတော်မူ၏တသောသာနရမေရလောကကရုံလူနှင့်မြမတ္တဝါနန္ဒတို့၏ကြောက်ထီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddha ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလေထိုသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမကဲ့သို့ပြန်သာထင်းနှင့်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမမူယုံနံနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝုနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံးမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားကုသိုလ်နဲ့အကုသိုလ်တဲ့ပေတပေါင်းသူတော်ကောင်းတို့တိတိကျကျလေးနားဆိုင်ပြီးတော့နာယူကြည်ညိုကြည့်မယ်ဗျကုသိုလ်ဆိုတာဘာကိုပြောတာတော့ဆိုလို့ရှိရင်ကုသိုလ်ရဲ့သဘောတဘာဝနဲ့ပတ်သက်ပြီးတော့အခြေခံကြကြရှင်းပြထားတဲ့စကားတရားရှိတယ်ကုသလအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအနာဝိဇ္ဇအပြစ်ကင်းတဲ့သဘောရှိတယ်ဒုက္ခဝိပါကကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့သဘောရှိတယ်တဲ့ဒါကုသိုလ်ရဲ့သဘောတဘာဝအနှစ်ချုပ်လို့ဆိုကြပါစို့ကုသိုလ်ဆိုတာအပြစ်ကင်းတဲ့သဘောရှိတယ်ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့သဘောရှိတယ်နောက်ဦးဇင်းတို့အကုသိုလ်ရဲ့သဘောတဘာဝအနှစ်ချုပ်ကိုကြတော့ဘယ်လိုပြောထားတုံးဆိုတော့
အာဟုတလံသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအာဟုသိုလ်ဆိုတာသာဝိဇ္ဇအပြစ်နဲ့တကွာဖြစ်တဲ့ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးကိုပေးတတ်တဲ့သဘောရှိတယ်။ဒါကြောင့်အာဟုသိုလ်ရဲ့သဘောတဘာဝအနှစ်ချုပ်ပြောပါဆိုလို့ရှိရင်အပြစ်နဲ့တကွာဖြစ်တဲ့ဆင်းရဲခြင်းအကျိုးကိုပေးတတ်တယ်။အဲ့တော့ဦးဇင်းတို့ဒီကနေ့ညကုသိုလ်နဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ကြည်ကြဲပြန့်ပြန့်ထိုက်တဲ့လောက်ပေါ့လေနားလည်ကြည့်ရအဲ့တော့ဦးဇင်းတို့ပထမဦးစွာဘာပြောချင်တုံးဆိုတော့တန်လေခသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့စကားတော်လေးတရရှိတယ်အဲ့ဒီမှာကုသိုလ်နဲ့အကုသိုလ်ရဲ့သဘောတဘာဝကိုထင်ဟပ်ပြီးတော့ပြထားတာလေးပါတယ်နော်ကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဘယ်လိုပြောထားတုံးဆိုတော့ယေကေစီကုသလာဓမ္မသဗ္ဗေတေဥဒ္ဒံဘာဂင်္ဂကမဏိယယေကေစီအလုံးစုံကုန်သောကုသလာဓမ္မကုသိုလ်တရားတို့သည်အဋ္ဌိတန္တိရှိပါကုန်၏ဒါဗေအလုံးစုံကုန်သောတိကုသလာဓမ္မထိုကုသိုလ်တရားတို့သည်ဥဒ္ဒံဘာဂင်္ဂကမဏိယအထက်ဖို့သို့ဆွဲဆောင်တတ်သောသဘောရှိကြလေကုန်၏ကုသိုလ်မှန်လို့ရှိရင်အထက်အဖို့ကိုဆွဲဆောင်တတ်တဲ့သဘောရှိတယ်တဲ့ဆိုလိုတာကကုသိုလ်ဆိုတာတဖြည်းဖြည်းနဲ့အဆင့်မြင့်သွားအောင်တတ္တဝါကိုအဆင့်မြင့်ပေးနိုင်တဲ့အစွမ်းတတ္တိရှိတယ်ကုသိုလ်ဆိုတာအတက်လန်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကုသိုလ်ဆိုတာတဖြည်းဖြည်းနဲ့တတ္တဝါကိုအဆင့်မြင့်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်နောက်အကုသိုလ်ကိုကြတော့မြတ်စွာဘုရားကဘယ်လိုပြောထားတုံးဆိုတော့ယေကေစီအကုသလာဓမ္မသဗ္ဗေတေတောဘာဂင်္ဂကမဏိယယေကေစီအလုံးစုံကုန်သောအကုသလာဓမ္မအကုသိုလ်တရားတို့သည်အဋ္ဌိတန္တိရှိပါကုန်၏ဒါပေအလုံးစုံကုန်သောတိအကုသလာဓမ္မထိုအကုသိုလ်တရားတို့သည်အတောဘာဂင်္ဂကမဏိယအောက်အဖို့ကိုဆွဲဆောင်တတ်သောသဘောရှိကြလေကုန်၏အကုသိုလ်တရားကတော့တဖြည်းဖြည်းနဲ့တတ္တဝါကိုအစစ်နှိမ့်သွားအောင်နှိမ့်ချပြစ်တတ်တဲ့သဘောရှိတယ်တဲ့ဟောဒီနေရာမှာဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့အစစ်မြင့်နဲ့အစစ်နှိမ့်နေဆိုတာအဓိကကတော့ကုသိုလ်နဲ့အကုသိုလ်ကိုပြောတာပါပဲနော်ကုသိုလ်ဆိုတာတတ္တဝါကိုတဖြည်းဖြည်းနဲ့အစစ်မြင့်ပေးတဲ့သဘောရှိအစစ်မြင့်တယ်ဆိုတာကအမျိုးမျိုးအဓိပ္ပာယ်ရှိတယ်ပေါ့ဦးဇင်းတို့ဘဝအပြင်ပြောမယ်ဆိုလို့ရှိရင်နော်တတ္တဝါတွေကိုအစစ်အနှိမ့်အမြင့်ကိုအစဉ်အတိုင်းစီလိုက်မယ်ဆိုရင်အောက်ဆုံးဆုံးမှာပါရှိတော့အပယ်လေးပုံရှိတယ်အပယ်လေးပုံထဲမှာအောက်ဆုံးဆုံးဆိုရင်တော့ငရဲရှိတယ်ပေါ့ငရဲထဲမှာအစင်းရဲဆုံးငရဲကအဝီစီငရဲပေါ့ဟောတဖြည်းဖြည်းနဲ့တက်လာတဲ့အခါကျတော့အပယ်လေးပုံပြီးတော့လူပုံပြီးတော့နတ်ပုံပြီးတော့မြမပုံဘဝတွေကိုအဲ့ဒါလိုအစင်းအနှိမ့်ဟောအမြင့်အနှိမ့်စီလိုက်မယ်ဆိုရင်အဲ့ဒါလိုမရှိဘူးလားရှိတယ်အဲ့ဒါကုသိုလ်တရားတွေဆိုတာတတ္တဝါတွေကိုအဲ့ဒါလိုအစစ်မြင့်တဲ့မြင့်တဲ့ဘဝတွေကိုရောက်အောင်စွမ်းဆောင်ပေးနိုင်တဲ့တတ္တိရှိတယ်အကုသိုလ်ကိုအကုသိုလ်ကြတော့စန့်ကျင်ဘက်ဖြစ်သွားတယ်တတ္တဝါတွေကိုအစစ်နှိမ့်တဲ့နှိမ့်ကြသွားအောင်နှိမ့်ချပေးနိုင်တဲ့အစွမ်းရှိတယ်တနည်းအားဖြင့်လည်းပဲကုသိုလ်တရားကိုအတ္တတရားအကုသိုလ်တရားကိုအရှင်းတရားလို့နားလည်ထားဖို့လိုတာပေါ့ဒါကြောင့်ဦးဇင်းတို့ရောစောကြီးရေးထားတဲ့အလွန်တရာမှအဓိပ္ပာယ်ကျစ်လက်ပြီးတော့လှပတဲ့လင်္ကာလေးတွေရှိတယ်။ဘာရေးထားတယ်ဆိုတော့ရေးကအစင်းအတက်ဤနှစ်ချက်ကွက်ကွက်မြည်အောင်ကြည့်နော်လောကကြီးမှာအစင်းသဘောရှိတယ်အတက်သဘောရှိတယ်အစင်းအတက်လက်နှစ်ဖက်ကွက်ကွက်မြည်အောင်ကြည့်အစင်းခေါ်ဆိုအကုသိုလ်ကုသိုလ်အတက်တိနော်အစင်းဆိုတာအကုသိုလ်ကိုပြောတာကုသိုလ်ဆိုတာတက်တဲ့သဘောကိုပြောတာအစင်းခေါ်ဆိုအကုသိုလ်ကုသိုလ်အတက်တိအစင်းရဲကဆင်းရဲရအောက်ကြမည်ဟုသိဘလောက်လှပတဲ့စကားလုံးလေးတွေလေနော်အလုံးမလည်းပဲဦးဇင်းတို့ယတ္တအနေနဲ့ပြောမယ်ဆိုရင်အနုပညာအလွန်မြောက်တဲ့စကားလုံးလေးတွေလို့ဆိုနိုင်ပါတယ်အစင်းရဲရင်ဘာဖြစ်မှာလဲတော့ရှင်းရဲလိမ့်မယ်တဲ့အစင်းရဲကဆင်းရဲရအောက်ကြမည်ဟုသိကုသိုလ်ကိုကင်တက်ရောက်နိုင်ကိုယ်ပိုင်စွမ်းအားရှိကိုယ်မှာဦးဇင်းတို့တရားတရားဆိုတဲ့ခွန်အားတတိတရားဆိုတဲ့ခွန်အားဝရိယတရားဆိုတဲ့ခွန်အားတမာတိပညာဆိုတဲ့ခွန်အားတွေကိုယ်ပိုင်ခွန်အားတွေစွမ်းအားတွေရှိမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကိုကင်ပြီးတော့မြင့်တဲ့နေရာကိုတက်လှမ်းပြီးတော့သွားနိုင်တယ်ပေါ့ဆိုလိုတာကဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့ဒီလင်္ကာဆောင်ပုံလေးတွေဟာအလွန်မှအနှစ်သာရရှိတယ်လို့ဆိုရမယ်နော်အစင်းအတက်လက်နှစ်ဖက်ကွက်ကွက်မြေအောင်ကြည့်အစင်းခေါ်ဆိုအကုသိုလ်ကုသိုလ်အတ္တတိအစင်းရဲကဆင်းရဲရအောက်ကြမည်ဟုသိကုသိုလ်ကိုကင်တက်ရောက်နိုင်ကိုယ်ပိုင်စွမ်းအားရှိဟုတ်လားဒါကြောင့်ဒီဒေသနာတော်နဲ့အညီပဲလို့
ဒါပိသပေါင်းသူတော်ကောင်းတို့နားလည်ခြင်းရှိတာခုလည်းပဲမြတ်စွာဘုရားကကုသိုလ်မှလို့ရှိရင်တတ္တဝါကိုအစဉ်မြင့်ပေးနိုင်တဲ့စွမ်းတတ္တိရှိတယ်။ဥဒ္ဒံဘာခင်ကကမနိယအကုသိုလ်မှရင်တတ္တဝါတွေကိုအစဉ်နှိမ့်ချသွားအောင်နှိမ့်ချပေးနိုင်တဲ့စွမ်းတတ္တိရှိတယ်ဆိုပြီးတော့ဒီနေရာဦးဇင်းတို့ဆင်းတဲ့သဘောတက်တဲ့သဘောတွေကိုပြောလာတော့ဦးဇင်းတို့ဘယ်သုတ်တန်လေးကိုအမှတ်ရမိပြန်လို့ဆိုတော့တက္ကရာဘဂတန်ရုပ်ပါဠိတော်မှာကောသလမင်းကြီးကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ပုဒ်ရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားကဘာဟောလို့ဆိုတော့တက္ကကြီးတဲ့ဟောဒီလောကကြီးမှာလူသားတွေကိုတူရာစုလိုက်မယ်ဆိုလို့ရှိရင်၄မျိုးလောက်ကွဲပြားခြားနားသွားတာကိုတွေ့ရလိမ့်မယ်တဲ့နော်အဲ့ဒါဘာလဲဆိုတော့တမောတမပရာယနာနော်အမှောင်တွေကလာပြီးတော့အမှောင်တွေကိုထိုးရှင်သွားမဲ့လူမျိုးတစုရှိတယ်တဲ့နော်တမောတမပရာယနာအမှောင်တွေကလာပြီးတော့အမှောင်တွေကိုရှင်သွားတယ်နောက်ဦးဇင်းတို့တမောဇောတိပရာယနာအမှောင်တွေကလာပြီးတော့အလင်းဘက်ကိုထွက်သွားမဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့နောက်ဦးဇင်းတို့ဇောတိတမပရာယနာအလင်းကလာပြီးတော့အမှောင်တွေကိုထိုးရှင်သွားမဲ့လူတွေလည်းရှိတယ်တဲ့နောက်ဦးဇင်းတို့ဇောတိပရာယနာအလင်းကလာပြီးတော့အလင်းကိုထွက်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့အဲ့ဒါတွေကဘာတွေကိုပြောတာတုံးဆိုတော့ဦးဇင်းတို့တမောတမပရာယနာအမှောင်ကလာပြီးတော့အမှောင်တွေကိုဝင်သွားမဲ့ဆင်းသွားမဲ့လူတွေဆိုတာဦးဇင်းတို့ဒီဘဝမှာလည်းပဲအတိတ်ဘဝကံမကောင်းလို့အကြောင်းမလှလို့မကောင်းတာတွေပြုခဲ့လို့ကောင်းမှုနည်းကြလို့အလွန်မှဆင်းရဲတဲ့နော်ပိုင်ဆိုင်မှုအနေအချင်းလည်းပဲအလွန်တရာမှနှိမ့်ကြတဲ့ခန္ဓာကိုယ်အနေထားကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဦးဇင်းတို့အလွန်တရာမှချွတ်ယွင်းတဲ့တကယ်ကိုလို့ဒုက္ခိတလို့ဆိုရပါစို့ဟုတ်လားအဲ့ဒါဘာလဲလို့လက်ရှိအခြေအနေကိုကြည့်ပြီးတော့သူ့ရဲ့အတိတ်ကာလကိုလှမ်းပြီးတော့အကဲခတ်မယ်ဆိုရင်သူမကောင်းခဲ့ဘူးဆိုတာသိနိုင်တယ်ပေါ့အဲ့ဒါအမှောင်ကလာတယ်ဆိုတဲ့အတိတ်ပဲအဲ့ဒါလို့မကောင်းခဲ့လို့လုံးလုံးစင်မှာမကောင်းတဲ့ဒုက္ခတွေတွေ့နေရတဲ့ကြားတွေကပဲလှုပ်လိုက်ရင်မကောင်းတာတွေကြီးပဲပြောလိုက်ရင်မကောင်းတာတွေကြီးပဲတွေးလိုက်ရင်မကောင်းတာတွေကြီးပဲလှုပ်လိုက်ရင်မကောင်းတာတွေကြီးပဲဆိုတာကတတ်မဲ့ခိုးမဲ့အိမ်တော်ကြီးဖောက်ပြန်မဲ့မပြောလိုက်ရင်မကောင်းတာတွေကြီးပဲဆိုတာကလိန်ညာမဲ့ဂုံစကားကိုပြောမဲ့ချမ်းတန်းတဲ့စကားကိုပြောမဲ့အနှစ်သာရမရှိတဲ့စကားတွေအပြင်းပြေယုံမျှလောက်ဖြစ်တဲ့စကားတွေကိုပဲပြောမဲ့ဆိုရင်ဒါပြောတာတွေမကောင်းဘူးပေါ့အဲ့လိုပဲဦးဇင်းတို့တွေးတာတွေကြတော့လည်းပဲအဘိဓါသူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့စိတ်ပြပါရသူတော်ဘာကိုဆင်းရဲပင်ပန်းသွားစီလိုတဲ့သဘောမိစ္ဆာဒိဋ္ဌိမှန်ကန်တဲ့အယူဆမရှိဘဲနဲ့ကံကံရဲ့အကျိုးကိုလက်မခံနိုင်ဘဲနဲ့အလွန်တရာမှမှားယွင်းတဲ့အယူဆတွေရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကာယကံလည်းမကောင်းဘူးဝစီကံလည်းမကောင်းဘူးမနောကံလည်းမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အတိတ်ကာလကအလွန်တရာမှဆိုးဝါးခဲ့တဲ့အတွက်ကြောင့်အခုလောလောဆယ်ဆိုးဝါးနေတယ်ဒါပေမဲ့ဆိုးတာတွေကိုပဲဆက်လုပ်နေတဲ့အတွက်ကြောင့်သူဟာအလွန်ဆိုးတဲ့အနေအထားတစ်ခုကိုထိုးရှင်းသွားเสียရှိတယ်ဒါကြောင့်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဦးဇင်းတို့အမှောင်ကနေလာပြီးတော့အမှောင်တွေကိုသွားမဲ့လူပေါ့နော်ဒီလိုလူမျိုးတွေလောကကြီးမှာမရှိဘူးလားဗျရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥမာပေးတော့ဆိုတော့အမိုက်တိုက်တစ်ခုကနေပြီးတော့အမိုက်တိုက်တစ်ခုကိုပြောင်းသွားတယ်အမှောင်တစ်ခုကနေအမှောင်တစ်ခုကိုပြောင်းသွားတယ်အညီအကြီးတစ်ခုကနေအညီအကြီးတစ်ခုကိုပြောင်းသွားတယ်ဒါအလွန်တရာမှနှိမ့်ကြတဲ့အမျိုးအစားလို့ဆိုရမှာပေါ့ဒါဥရှင်တို့တမောတမပရာယနာနောက်ဥရှင်တို့တမောဇောတိပရာယနာတဲ့အတိတ်ကာလတုန်းကမကောင်းတာတွေလုပ်ခဲ့လို့ပြောခဲ့လို့တွေးခဲ့လို့လောလောဆယ်မှာတော့အလွန်တရာနှိမ့်ကြတဲ့ဆင်းရဲတဲ့ဘဝတစ်ခုကိုရထားတယ်ဒါပေမဲ့လို့မိကောင်းရွှေကောင်းနဲ့ပေါင်းရသင်ရလို့ယောနိတော်မနတိကာရတင့်တယ်လျောက်ပတ်မှန်ကန်တဲ့အတွေးလေးတွေလက်ကင်ထားပြီးတော့ဘဝမှာကောင်းကောင်းမွန်မွန်နေသွားနိုင်တဲ့ဆိုတဲ့လူတွေလည်းရှိတယ်နော်ကာယကံမှုအပြစ်ကင်းအောင်ဝစီကံမှုအပြစ်ကင်းအောင်မနောကံမှုအပြစ်ကင်းအောင်ကြိုးစားပြီးတော့ကိုယ့်ကိုယ်အတ္တတမပဏိရိစကောင်းကောင်းမွန်မွန်ဖြစ်အောင်ထိမ့်သိမ့်သိမ့်သိမ့်နေနိုင်သွားတဲ့လူတွေကလောကမှာမရှိဘူးလားအတိတ်ကာလကမကောင်းခဲ့လို့မကောင်းတာဖြစ်နေ냐တော့လည်းပဲအခုလောလောဆယ်မှာတော့ကောင်းအောင်ငါကြိုးစားပြီးတော့အထုတ်မယ်ဆိုတဲ့စိတ်ကူးနဲ့ကောင်းကောင်းနေနိုင်တဲ့လူတွေလည်းလောကကြီးမှာရှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့အခုလောလောဆယ်ကောင်းတဲ့အတွက်ကြောင့်နောက်မှာအလွန်တရာမှအစဉ်တန်းရှိတဲ့ကောင်းမြတ်တဲ့ဘဝတစ်ခုကောင်းမြတ်တဲ့အနေအထားတစ်ခုကိုရနိုင်တယ်ပေါ့ဒီလိုပုဂ္ဂိုလ်မျိုးကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကတမောဇောတိပရာယနာအမှောင်ကလာပြီမလို့အလင်းကိုသွားမဲ့လူအဲ့ဒီလိုလူမျိုးကိုကြတော့မြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်နော်မြေကြီးကနေပြီးတော့ပလင်ထက်ကိုသူတက်သွားတယ်တဲ့ပလင်ဘောကနေပြီးတော့ဆင်းမြင်းကြောကုန်းဘောကိုတက်သွားတယ်တဲ့
မြင်းကြောက်ကုန်းဘောကနေပြီးတော့စင်ကြောကုန်းဘောကိုတက်သွားတယ်စင်ကြောကုန်းဘောကနေပြီးတော့ပြတ်သက်ထက်ကိုတက်သွားတယ်တဲ့ဟောနော်အစဉ်စဉ်ဘာလို့သွားတော့တက်သွားတယ်အဲ့ဒါကုသိုလ်ရဲ့သဘောတွေပေါ့နော်ဒါအစဉ်အတက်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒီဥမာလေးကိုဦးဇင်းခေါင်းနဲ့ပေါ်လာလို့ဒီတုတ်တန်လေးကိုထုတ်ပြီးတော့ပြောပြတယ်ဟုတ်လားကုသိုလ်ဆိုတာအဲ့လိုတက်တဲ့သဘောရှိတယ်မြေကြီးကနေပြီးတော့ပလင်ကိုတက်တယ်ပလင်ကနေမြင်းကြောကုန်းဘောကိုတက်တယ်မြင်းကြောကုန်းကနေစင်ကြောကုန်းဘောကိုတက်တယ်ပြီးရင်ပြတ်သက်ထက်ကိုတူတက်သွားမယ်တမောဇောတိပရာယနာအမောင်ကနေလာပြီးတော့အလင်းကိုသွားမဲ့လူပေါ့နောက်ဦးဇင်းတို့တတိယမြောက်လူမျိုးစားကဘာလဲဆိုတော့ဇောတိတမပရာယနာနော်ဟိုအလင်းကနေလာပြီးတော့အမောင်ကိုသွားမှာဘဝအကျိုးပေးကောင်းလွန်းလို့အတိတ်ကာလတုန်းကကောင်းခဲ့တဲ့အတွက်ကြောင့်လောလောဆယ်မှာတော့အလွန်တရာမှချမ်းသာတဲ့ရုပ်ရည်အဖြစ်လဲတံပြန်တယ်ဝပညာအဖြစ်လဲတက်တယ်အစသာရအစဉ်တန်းရှိတယ်လို့ဆိုကြပါစို့ဒါပေမဲ့လို့မေယုံမာတွေနဲ့ပေါင်းရလို့တော့၎င်းကိုယ်တိုင်းကနှလုံးသွင်းညံ့ဖြင်းလို့တော့၎င်းအမျိုးမျိုးသောအကုသိုလ်ဒုစရိုက်တရားတွေတွေးပြီးတော့မကောင်းတာတွေလုပ်မယ်မကောင်းတာတွေပြောမယ်မကောင်းတာတွေတွေးမယ်ဆိုလို့ရှိရင်အဲ့ဒီမကောင်းမှုကံတရားရဲ့အကျိုးဆက်ကြောင့်အနာဂတ်မှာအလွန်တရာဆိုးရတဲ့အနေအထားတစ်ခုကိုသူရလိမ့်မယ်ဟုတ်လားအဲ့ဒါမျိုးကြတော့အဲ့ဒါအလင်းကနေလာပြီးတော့အမောင်ကိုသွားတာအဲ့ဒါမြတ်စွာဘုရားကသူ့ကိုကြတော့ဘလို့ဥမာပေးတော့ဆိုတော့ပြတ်သက်ထက်ကနေစင်ကြောကုန်းကိုဆင်းတယ်တဲ့စင်ကြောကုန်းကနေမြင်းကြောကုန်းကိုဆင်းတယ်မြင်းကြောကုန်းကနေပလင်ကိုဆင်းတယ်ပလင်ပေါ်ကနေမြေကြီးပေါ်ဆင်းတယ်မြေကြီးပေါ်ကနေပြီးတော့အမိုက်အမှောင်တွေကိုထိုးပြီးတော့ဝင်သွားတယ်တဲ့ဟောအဆင့်တွေတဖြည်းဖြည်းနဲ့မဖြစ်သွားတော့နှိမ်သွားတာဘယ်သူကနှိမ်ချတာတုံးဆိုတော့သူပြုတ်ထားတဲ့အကုသိုလ်ကပဲနှိမ်ချတယ်အဲ့တော့လောကကြီးမှာပိဋကပေါင်းတော်ကောင်းတို့ပုဂ္ဂိုလ်တ attva ဆိုတာကတကယ်ရှိတာမဟုတ်နော်ကုသိုလ်အကုသိုလ်ရဲ့သဘောတဘာဝတွေပဲတကယ်ရှိတာကုသိုလ်အကုသိုလ်ဆိုတဲ့ကောင်းတဲ့စေတနာမကောင်းတဲ့စေတနာတွေရှိတယ်ထိုကုသိုလ်အကုသိုလ်ဆိုတဲ့စေတနာတို့ရဲ့အကျိုးပေးဖြစ်တဲ့ဝိပါကယုဒ္ဓနန္ဒသဘာဝတရားတွေရှိတယ်ဟုတ်လားအဲ့ဒါအကုသိုလ်ကတော့အဲ့ဒါလိုအရှင်းနှိမ့်ပေးတဲ့သဘောနော်ဒုက္ခတွေကိုဖန်တီးတဲ့သဘောဒါပဲသူ့ရဲ့အစွမ်းတတိကကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူးအရှင်းမြင့်ပေးတဲ့သဘောတဖြည်းဖြည်းနဲ့မြင့်မားလာအောင်စွမ်းဆောင်ပေးတဲ့သဘောဒါသူ့ရဲ့ပင်ကိုယ်သဘောတဘာဝတွေနော်ဒါကိုတရားဓမ္မတို့ဦးဇင်းတို့ဘယ်လိုအစွမ်းတတိရှိတဲ့လူကမှဒီအနေထားတွေကိုပြောင်းလဲလို့မရဘူးဒါကြောင့်ဦးဇင်းတို့အလင်းကလာပြီးတော့အမောင်ကိုသွားတဲ့လူမျိုးမဖြစ်အောင်လဲကြိုးစားအထောက်ဖို့မလိုဘူးလားဗျာလိုတယ်နောက်ဦးဇင်းတို့၄ခုမြောက်တကယ်ကိုကောင်းတဲ့လူတွေကဘာလဲဆိုတော့အတိတ်ဘဝတုန်းကကောင်းတာတွေလုပ်ခဲ့လို့အင်မတန်အကျိုးပေးကောင်းတယ်ပြည့်စုံဥစ္စာပိုင်ဆိုင်မှုအလွန်တရာကြီးမားတယ်တက်ကြွမှုနားလည်မှုအလွန်တရာကြီးမားတယ်ရုပ်ရည်အဖြစ်လည်းပြောစရာမလိုဘူးအဲ့ဒီအနေအထားကိုကြည်သောအဖြစ်သူတို့ဟာအတိတ်ကာလကအကြောင်းတရားကောင်းတာတွေကိုပြုခဲ့တယ်ဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်ငါအတိတ်တုန်းကကောင်းလို့ကောင်းခဲ့တာနောက်အနာဂတ်မှာကောင်းဖို့အတွက်ခုကောင်းဖို့လိုတယ်ဆိုတဲ့အဲ့ဒါလိုတင်းလျောက်ပတ်လျောက်ကန်တဲ့အတွေးတွေလက်ကင်ထားပြီးတော့မိကောင်းရွှေကောင်းတွေပေါင်းရသင်းရတော့ဟောဘာဖြစ်တုံးဆိုတော့ကောင်းတာတွေကိုပဲသူတို့ဆက်ပြီးတော့ပြုပြကြတယ်ကောင်းတာတွေလုပ်မယ်ကောင်းတာတွေပြောမယ်ကောင်းတာတွေတွေးမယ်ကံသုံးပါးမှာအလွန်တရာအပြစ်ကင်းအောင်တန့်ရှင်းအောင်စင်ကြယ်အောင်သူတို့နေနိုင်ကြတယ်ဟုတ်လားအဲ့ဒါလိုမျိုးငကိုယ်တုံးကကောင်းလို့အခုကောင်းတယ်အခုဆက်ပြီးတော့ကောင်းမြန်တယ်ဆိုတော့နောက်မှလည်းကောင်းဖို့အကြောင်းတရားတွေလှုပ်ထားတဲ့အတွက်ကြောင့်ကောင်းဖို့မသေးကြဘူးလားသိကြတယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကြတော့မြတ်စွာဘုရားကဇောတိပရာယနာအလင်းကလာပြီးတော့အလင်းကိုသွားမဲ့လူလို့နာမည်တက်တယ်အဲ့ဒါကိုလည်းပဲမြတ်စွာဘုရားကဥမာတစ်ခုနဲ့ပြောတာပဲနော်ပလင်တစ်ခုကနေပလင်တစ်ခုကိုပြောင်းသွားသလိုမျိုးနော်မြင်းကြောကုန်းကနေမြင်းကြောကုန်းတစ်ခုကိုပြောင်းသွားသလိုမျိုးစင်ကြောကုန်းတစ်ခုကနေစင်ကြောကုန်းတစ်ခုကိုပြောင်းသွားသလိုမျိုးပြတ်သက်တစ်ခုကနေပြတ်သက်တစ်ခုကိုပြောင်းသွားသလိုမျိုးဒါကြောင့်ပြည့်သက်ပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့ဘဝမှာကိုယ်ဘယ်ကလာတယ်မလာဘူးဆိုတာထက်တကယ်တမ်းကတော့ကိုယ်ဘယ်ကိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးပါတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအမောင်ကပဲလာခဲ့သည်ဖြစ်စီသို့မဟုတ်အလင်းကပဲလာခဲ့တာပဲဖြစ်စီဘယ်ကပဲလာတော့မှောင်တဲ့နေရာကိုမသွားမိဖို့လင်းတဲ့နေရာကိုသွားမိဖို့အဲ့ဒါလိုသွားတဲ့အကြောင်းတရားတွေကိုပြုတ်နိုင်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ငါတို့မှောင်ရံကလာခဲ့တာလားလင်းရံကလာခဲ့တာလားဆိုတာထက်တို့မှောင်ရံကိုသွားမှလားလင်းရံကိုသွားမှလားဆိုတာကပို့ပြီးတော့အရေးမပါဘူးလားအရေးပါတယ်အဲ့ဒါလိုမှောင်ရံကိုပို့မယ်တဖြည်းဖြည်းနဲ့အစစ်နှိမ့်ပြင်မယ်ဆိုတာကတော့အကုသိုလ်ရဲ့အစွမ်းတတ္တိလင်းရံကိုပို့မယ်တဖြည်းဖြည်းနဲ့အစစ်မြင့်ပြင်မယ်ဆိုတာကတော့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အစစ်တကယ်မြင့်မြင့်နေချမ်းသာမှုအမျိုးမျိုးနဲ့အစစ်မြင့်မြင့်နေဆိုရင်ကုသိုလ်ကောင်းမှုကိုတတ်နိုင်တယ်များကြိုးစားအထောက်ဖို့လိုတယ်ပေါ့နော်အစစ်မနှိမ့်ရင်မှုဆိုရင်အကုသိုလ်တွေကိုတတ်နိုင်တယ်များရှောင်ရှားဖို့လိုတယ်ဒီနေရာမှာဦးဇင်းတို့
တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့ကာမဏိဝတ်ထဲမှာလာတဲ့အတိပန္နကသုတ်တံဆိုတာကိုသွားပြီးတော့အမှတ်ရမိပြန်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဒီကိုအတိပန္နကရွာတကြီးဆိုတာရှိတယ်အဲ့ဒါမြတ်စွာဘုရားဒီကိုလာပြီးတော့မေးခွန်းတစ်ခုမေးတယ်ပေါ့ဗာမေးတော့ဆိုတော့မြတ်စွာဘုရားတဲ့ပစ္စာဘူမိအရက်မှာနော်မှော်ပန်းတွေကိုပန်ပြီးတော့လက်မှာကရားကင်ပြီးတော့ရည်ရည်သွန်းလောင်းပြီးတော့ဆူတောင်းမှုအမျိုးမျိုးပြုကြတဲ့ပုံနာတွေရှိတယ်တဲ့မိကိုပူဇော်ကြတဲ့ပုံနာတွေရှိတယ်အဲ့ဒီမိပူဇော်တဲ့ပုံနာတွေဟာတည်တဲ့ပုဂ္ဂိုလ်ကိုကောင်းရာမြတ်ရာကိုရောက်အောင်ဆူတောင်းပေးနိုင်တယ်လို့သူတို့မှာအဲ့ဒီအစွမ်းတတ္တိရှိတယ်လို့သူတို့ကလည်းပြောရတယ်သူတို့ကိုယုံကြည်တဲ့လူတွေကလည်းအဲ့လိုပြောကြတယ်တဲ့နော်မော်ပန်းကိုပန်ပြီးတော့ရေကရားနဲ့သွန်းလောင်းပြီးတော့မိပူဇော်တဲ့အလေးရှိတဲ့ပုံနာတွေဟာလူတွေသိပြီးလို့ရှိရင်ကောင်းရမြတ်ကိုရောက်အောင်လုပ်ပေးနိုင်တဲ့အစွမ်းတတ္တိရှိတယ်လို့သူတို့ကလည်းပြောကြတယ်သူတို့ကိုယုံကြည်တဲ့လူတွေကလည်းယုံကြည်ကြတယ်ပေါ့အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဟာလည်းပဲတတ္တဝါတွေရဲ့ပုံမှာအလွန်တရာမှသနာကျင်နာတော်မူတဲ့တတ္တဝါတွေကိုကောင်းကျိုးချမ်းသာအလွန်တရာမှရသိခြင်းတယ်လို့နာမည်ကြီးပါတယ်တဲ့အဲ့ဒါမြတ်စွာဘုရားဟာလည်းပဲမြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေကိုသိပြီးတဲ့နောက်မှာကောင်းရာမြတ်ရာကိုရောက်အောင်လုပ်မပေးနိုင်ဘူးလားတဲ့သူဒါလေးလာမေးတယ်နော်ဟိုပုံနာတွေကတော့လုတ်ပေးနိုင်တယ်အရှင်ဘုရားကလုတ်ပေးနိုင်လားပေါ့အဲ့တော့မြတ်စွာဘုရားကဘာပြောလို့ဆိုတော့တခါကြီးတဲ့ဒီနေရာမှာတင့်ကိုငါမေးမယ်တင်ကြိုက်တယ်လို့ဖြေပါတဲ့ဘာမေးလဲဆိုတော့တတ်မှုခိုးမှုကာမဂုဏ်ဖောက်ပြန်မှုတွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်နော်လိန်ညာမှုလှည့်စားမှုဂုဏ်စကားမှုကြမ်းထမ်းတဲ့စကားတွေကိုပြောမှုသိမ့်ပြင်းတဲ့စကားတွေကိုပြောမှုအစရှိတဲ့ဝစီဒုစရိုက်တွေနဲ့ပြောမှုနေတဲ့လူအဘိဓါပြပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မကောင်းတဲ့မနောဒုစရိုက်တရားတွေနဲ့ပြုံးမွေ့နေတဲ့လူတယောက်ကိုတီးပြီးတဲ့အခါကျတော့မှဒီလူကောင်းရမြတ်ရရောက်ပါစေလို့ဆုတောင်းလို့မရနိုင်ဘူးတဲ့ဟုတ်လားဥပမာတဲ့ကြောက်ခဲကြီးတစ်လုံးကိုရေကန်ထဲကိုပြစ်ချလိုက်နော်အဲ့လိုပြစ်ချလိုက်တော့ကြောက်ခဲဆိုတော့ရေထဲသိပ်သီးစားများတာဆိုတော့ရေထဲကိုနစ်သွားမှာပဲအဲ့ဒါကိုကန်ရဲ့အမောင်ရဲ့ဘေးမှာဝိုင်းပြီးတော့လူတွေအားလုံးကစုဝေးပြီးတော့ကြောက်ခဲကြီးရေပေါ်ပေါ်ပါစေကြောက်ခဲကြီးရေပေါ်ပေါ်ပါစေကြောက်ခဲကြီးရေထဲမနစ်ပါစေနဲ့လို့ဝိုင်းဝန်းပြီးတော့ဆူတောင်းကြမယ်ဆိုရင်အဲ့ဒီကြောက်ခဲကြီးကရေပေါ်ကိုပေါ်လာမှလားတဲ့မြတ်စွာဘုရားမေးတာအဲ့ဒီတော့မှပုံနာကအဲ့ဒီလိုတော့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့မကောင်းတာတွေကိုလှုပ်ထားတယ်ပြောထားတယ်တွေးထားတယ်မကောင်းမှုမှာပျော်ပိုက်နေတဲ့လူတစ်ယောက်တီးပြီးဆိုတော့မှဝိုင်းပြီးတော့ဆူတောင်းပေးယူမျှနဲ့ကောင်းရမြတ်ရရောက်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့မြတ်စွာဘုရားကဟုတ်လားကြောက်ခဲကြီးရေထဲချလိုက်ရင်ရေပေါ်ပြန်ပေါ်ပါစေလို့ဆူတောင်းလို့မရတယ်လို့မျိုးလို့ပေးတဲ့ဥမာပေါ့နော်။ဒါဥမာတစ်ခုမြတ်စွာဘုရားဆက်ပြီးတော့ပြောပြတယ်။အဲ့ဒါဘာလို့ဆိုတော့ကောင်းတဲ့သူစရိုက်တရားတွေနဲ့ပြုံမွေ့နေတဲ့လူကောင်းတာတွေလုပ်တယ်ကောင်းတာတွေပြောတယ်ကောင်းတာတွေတွေးတယ်ပေါ့။အဲ့လိုလူတယောက်ကိုမုန်းတဲ့ပုဂ္ဂိုလ်တွေကမချစ်မနစ်တဲ့ပုဂ္ဂိုလ်တွေကတည်တဲ့အခါမှာယုံညံ့တဲ့ဘဝကိုရောက်ကြပါစေ။နော်ဆင်းရဲတဲ့ဘဝရောက်သွားပါစေလို့ဝိုင်းပြီးတော့ဆူတောင်းလည်းပဲရောက်မှာမဟုတ်ဘူးတဲ့။ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်စီအိုးကိုဖြစ်စီထောပတ်အိုးကိုဖြစ်စီစောတုံးကပြောခဲ့တဲ့ရေကန်ထဲမှာပဲရိုက်ခွဲချလိုက်တယ်အဲ့ဒါလိုရိုက်ခွဲချလိုက်တော့အိုးချမ်းပဲအိုးအကွေးတွေကတော့ရေထဲကိုနစ်သွားမယ်ပေါ့ဟုတ်လားဒါပေမဲ့အိုးထဲမှာငကိုကရှိခဲ့တဲ့စီတွေထောပတ်တွေကတော့ရေပေါ်မှာဝိတ်တက်ပြီးတော့ရေထဲကိုနစ်သွားမဲ့သဘောမရှိဘူးအဲ့ဒါကိုလူတွေကဝိုင်းပြီးတော့ဒီစီတွေဒီထောပတ်တွေရေထဲနစ်ပါစေရေထဲနစ်ပါစေလို့တကယ်လို့ဝိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်လည်းပဲအဲ့ဒီစီတွေထောပတ်တွေဟာရေထဲနစ်သွားစရာအကြောင်းမရှိပါဘူးတဲ့အဲ့ဒါလိုပဲကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တူတယောက်အတွက်ဘာမှမကောင်းတဲ့နေရာကိုရောက်သွားစရာအကြောင်းမရှိဘူးတဲ့ဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့အကုသိုလ်ဆိုတာဆွဲနှစ်တဲ့သဘောရှိတယ်ကုသိုလ်ဆိုတာကမြောက်တင်တဲ့သဘောရှိတယ်ဟုတ်လားဒါလေးကိုပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုလေးနားလည်ဖို့ဒါလိုတယ်ပေါ့ပြီးတော့ဦးဇင်းတို့နောက်တစ်ချက်ပြောချင်တာကဘာလဲဆိုတော့ဦးဇင်းတို့ဒေဝဒဟသုတ်တံမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြောခဲ့တဲ့စကားလေးရှိတယ်အဲ့ဒီမှာတော့ဘာပြောထားတုံးဆိုတော့ကုသိုလ်နဲ့အကုသိုလ်ရဲ့အစွမ်းတတ္တိကိုသူကတော့တစ်မျိုးလေးပြောထားတယ်အနှစ်ချုပ်ရမယ်ဆိုရင်တော့ကုသိုလ်ဆိုတာအခုလဲချမ်းသာတယ်နောက်မှလဲချမ်းသာစေလိမ့်မယ်အကုသိုလ်ဆိုတာအခုလဲဆင်းရဲတယ်နောက်မှလဲဆင်းရဲစေလိမ့်မယ်အဲ့ဒါလိုမျိုးအရှင်မြတ်ကြီးကပြ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 ောတယ်ဒီနေရာမှာဦးဇင်းတို့အသေးစိတ်ကလေးပြောကြည့်မယ်ဆိုရင်အသေးစိတ်ကလေးနားထောင်ကြည့်မယ်ဆိုရင်ပို့ပြီးတော့ဓမ္မရတ္တတရားရဲ့အရာသာပေါ်မယ်လို့ဦးဇင်းထင်ပါတယ်နော်အဲ့ဒီမှာကုသိုလ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောထားတုံးဆိုတော့ကုသိုလ်ကောင်းမှုဆိုတာအခုလဲချမ်းသာတယ်နောက်မှလဲချမ်းသာစေလိမ့်မယ်အဲ့ဒါအခုချမ်းသာတယ်ဆိုတာကိုမထေရမြတ်ကြီးကဘယ်လိုပြောတုံးဆိုတော့
ဒိဋ္ဌိဝဓမ္မေအခုမသေးခင်မျက်မှောက်ဘဝမှာကိုပဲအခုလုံးလုံးစင်မှာကိုပဲသူခေါ်ဝိဟရတိချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့ချမ်းချမ်းသာသာနေရလိမ့်မယ်ကုသိုလ်ရှိရကုသိုလ်ကိုပြုရကုသိုလ်အကုသိုလ်ဆိုတာဘာလဲဆိုတာကိုပြီးတော့ဦးဇင်းကအကျေပြောပါအောင်မယ်ဟုတ်လားအေးအခုကကုသိုလ်အကုသိုလ်ရဲ့အစွမ်းတတ္တိတွေကိုပဲပြောနေတယ်ပေါ့နော်အဲ့ဒါကုသိုလ်ကိုပြုလို့ရှိရင်သူခေါ်ဝိဟရတိတဲ့လုံးလုံးစင်ကိုပဲချမ်းသာမယ်ဘလို့ချမ်းသာမှာတော့ဆိုတော့အဝိကာတော်တဲ့ကိုရောစိတ်ရောပင်ပန်းမှုမရှိဘဲနဲ့နော်အလွန်သက်သာမှုနဲ့ချမ်းသာပဲနော်စိတ်လည်းသက်သာမယ်ကိုယ်လည်းသက်သာမယ်ဟုတ်လားပြီးတော့ဦးဇင်းတို့အနုပါယတော်တဲ့စိတ်တွေကိုယ်တွေဘာမှပင်ပန်းတာမရှိဘူးနော်အပရိလာဟောတဲ့စိတ်တွေကိုယ်တွေပူလောင်မှုဆိုတာလည်းမရှိဘူးပူလောင်မှုမရှိဘူးဆိုတော့အေးချမ်းတယ်ပေါ့ဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတာကချမ်းသာတယ်ဘလို့ချမ်းသာလဲကိုယ်ရောစိတ်ရောချမ်းသာတယ်ကိုယ်ရောစိတ်ရောမပင်ပန်းမှုသက်သာတဲ့သဘောရှိတယ်ကိုယ်ရောစိတ်ရောမပူလောင်မှုအေးချမ်းတဲ့သဘောရှိတယ်ဒီနေရာမှာပြီးတဲ့ဘောင်းသူတော်ကောင်းတို့ကုသိုလ်ဆိုတာလူတန်းပေးကမ်းနေမှာကုသိုလ်လို့အဲ့ဒါလောက်လေးနားလည်ထားလို့တော့ဖြစ်မှာမဟုတ်ဘူးနော်အဲ့ဒီကုသိုလ်ဆိုတာကသူ့ထက်အစင်းမြင့်တဲ့ကုသိုလ်တွေအများကြီးရှိမနေဘူးလားရှိတယ်နော်ဒါနကုသိုလ်တဲ့အစင်းမြင့်တဲ့စောင့်ကြည့်ခြင်းဆိုတဲ့သီလကုသိုလ်ရှိတယ်နော်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခြင်းဆိုတဲ့တမာရီကုသိုလ်ရှိတယ်ယုဒ္ဓနန္တတို့ရဲ့သဘာဝတရားတို့ရဲ့ခန္ဓာရဲ့လောကရဲ့သဘာဝကိုအမှန်တိုင်းသိတဲ့မြင်တဲ့နားလေတဲ့ပညာဆိုတဲ့ကုသိုလ်လည်းရှိတယ်ကုသိုလ်ဆိုလို့ရှိရင်အကျဉ်းမြတ်ဖြင့်အဲ့လို၄မျိုးလောက်တော့သိရမှာပေါ့နော်ဒါနရှိတယ်သီလရှိတယ်တမာရီရှိတယ်ပညာရှိတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာသူ့အတိုင်းတာနဲ့သူပေါ့တတ္တဝါကိုအလွန်မှချမ်းသာစေတယ်ဘလို့ချမ်းသာစေလဲကိုယ်ရောစိတ်ရောချမ်းသာစေတယ်ကိုယ်ရောစိတ်ရောသက်သာစေတယ်ကိုယ်ရောစိတ်ရောအေးချမ်းစေတယ်နော်ဒါတွေမကဘူးတဲ့ကာယတ္တဘေရာပရံပရဏသုကတိပါတိကင်္ခခန္ဓာကိုယ်ကြီးကအနေကြားလာလို့ရှိရင်သဘာဝတရားအလျောက်အချိန်တန်တော့ပျက်စီးရမယ်ပေါ့သေရမယ်ပေါ့အဲ့လိုပျက်စီးပြီဆိုတဲ့အခါကာလမျိုးမှာလည်းပဲအလွန်ချမ်းသာတဲ့ကောင်းမြတ်တဲ့ဘဝတစ်ခုကိုရစေရအကြောင်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်ချမ်းချမ်းသာသာနေရလိမ့်မယ်ချမ်းသာတဲ့ဘဝကိုရမယ်ဒါဥစဉ်တို့ကုသိုလ်ရဲ့အစွမ်းတတ္တိအချင်းချုပ်အဲ့လိုနားလေရမယ်အခုလဲချမ်းသာတယ်နောင်လဲချမ်းသာလိမ့်မယ်နောက်အကုသိုလ်နဲ့ပတ်သက်ပြီးတော့ဗတိမြတ်ကြီးကဆန့်ကျင်ဘက်ပြောတယ်ဘာပြောတော့ဆိုတော့ဒိဋ္ဌိဝဓမ္မေအခုလောလောဆယ်ကိုပဲဒုက္ခဝိဟရတိစင်စင်ရဲရဲနေရလိမ့်မယ်တဲ့နော်အကုသိုလ်ရှိတယ်ဆိုရင်လောလောဆယ်ကိုဘာဖြစ်တယ်စင်စင်ရဲနေရလိမ့်မယ်ဘလို့စင်ရဲမှာတော့ဆိုတော့တဝိကာတော်တဲ့ကိုရောစိတ်ရောစင်ရဲလိမ့်မယ်တဲ့နော်ကိုရောစိတ်ရောစင်ရဲမယ်တဲ့တဥပါယတော်တဲ့ကိုရောစိတ်ရောပင်ပန်းပြီးတော့ကိုစင်ရဲမယ်တပရိလာဟောကိုရောစိတ်ရောမီးနဲ့ရှုမြိုက်ခံထားရတယ်လို့အလွန်တရာပူလောင်ပြီးတော့ကိုဆင်းရဲလိမ့်မယ်တဲ့ဒါကတော့အကုသိုလ်ကြီးရင်ကြီးသလောက်သူ့ရဲ့နှိမ့်ဆက်နိုင်စွမ်းကလည်းပူပြီးတော့များလာတဲ့အတွက်ကြောင့်ပူပြီးတော့ဆင်းရဲတဲ့အကြောင်းရှိတယ်အကုသိုလ်တစ်ခုနဲ့တစ်ခုနှိမ့်ဆက်နိုင်စွမ်းမှာတော့မတူနိုင်ဘူးပေါ့နော်အကုသိုလ်အကြီးသေးပေါ်မူတည်ပြီးတော့ဆင်းရဲအကြီးသေးလည်းကွာတော့ကွာနိုင်တာပေါ့အေးဒါအကုသိုလ်ရဲ့အစွမ်းလောလောဆယ်ဘဝမှာဒါတွေမကဘူးတဲ့ကာယတ္တဘေရာပရမရဏဒုက္ခတိပါတိကင်္ခသိပြီးရင်လည်းပဲအလွန်တရာယုံညံ့တဲ့ဆိုးဝါးတဲ့ဘဝတစ်ခုကိုရသွားလိမ့်မယ်မိုးပေါက်ကလေးတွေကြာနေတယ်နဲ့တူတူနော်အေးလောကရန်ဆိုတာအဲ့ဒီတိုင်းပဲဟုတ်လားစောစောကဘာဖြစ်တယ်ပူတယ်နော်အခုမိုးကြာလာတယ်ဟုတ်လားအဲ့တော့ပေးတဲ့ဘောင်းသူတော်ကောင်းတို့ရန်ကြီးမဆိုးသေးဘူးဆိုရင်တော့ဦးဇင်းကတော့ပြောအောင်မယ်ဟုတ်လားဟောတော့ကြဘုန်းကြီးအလိုက်မသိဘူးလို့လည်းထင်ပါလဲဆိုရသည်နော်အေးအဲ့တော့ကုသိုလ်နဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ဒါအကျိုးကျေးဇူးကုသိုလ်ရဲ့အကျိုးကျေးဇူးအကုသိုလ်ရဲ့အပြစ်အနာစဒီလိုရှိတယ်ဆိုတာလေးကိုဒါကြည်ကြဲပြည့်ပြည့်နားလည်ရတော့ဆက်ပြီးတော့ဦးဇင်းကဘာပြောခြင်းတော့ဆိုတော့ကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲကြည်ကြဲပြည့်ပြည့်နားလည်ဖို့လိုတယ်ဟုတ်လားဦးဇင်းတို့ကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်တွေမြတ်စွာဘုရားအများကြီးဖွင့်ဆိုပြီးတော့ဟောထားတဲ့ဒေသနာတွေရှိတယ်ဆိုကြပါစို့ကုသိုလ်ဆိုတာဒါနရှိတယ်သီလရှိတယ်တမာရီရှိတယ်ပညာရှိတယ်အစရှိသဖြင့်ဒါကြည်ကြဲပြည့်ပြည့်နားလည်ထားတယ်အကုသိုလ်ဆိုလို့ရှိရင်အတ္တဓာတ်တွေရှိတယ်ခိုးဓာတ်တွေရှိတယ်မဟုတ်ဓာတ်တွေပြောဓာတ်တွေရှိတယ်သောတော်ကဒုစရိုက်တရားတွေရှိတယ်အဲ့တော့ဒီနေရာမှာဥစဉ်ကဆက်ပြီးတော့ကြည်ကြဲပြည့်ပြည့်မြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ခုကိုပြောချင်တာကဘာလဲဆိုတော့တန်ရုပ်ပါဠိတော်မှာပဲမြတ်စွာဘုရားဟောထားတယ်ယဟန်တို့တဲ့အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောချင်တယ်ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုပြောပါတဲ့ဒီစကားလေးကိုပိဿပေါင်းသူတော်ကောင်းတို့ခေါင်းထဲမှာဓမ္မဗဟုသုတအနေနဲ့ထည့်ထားစေခြင်း
အာကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်မှန်မှန်ကန်ကန်ဆိုတာလေးပါတယ်နော်ဒါမြတ်စွာဘုရားဟောထားတာပါအာကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုပြောပါတဲ့ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောပါတဲ့ဒါလေးကိုပိဿပေါင်းသူတော်ကောင်းတို့ခက်လောပဲဥစဉ်ကပြောနေတယ်တော်နေမိုးရွာသွားရင်မပြောလိုက်ရပဲနေမှာဆိုလို့ဟုတ်လားအာကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်နိဝရဏတရား၅ပါးကိုပြောပါအဲ့ဒါနိဝရဏတရား၅ပါးဟာဘာမှကောင်းတာမရောတဲ့အကုသိုလ်တက်ဖြစ်တယ်တဲ့ကေဝလဆိုတဲ့ပါဠိစကားလေးနဲ့မြတ်စွာဘုရားဟောတယ်နော်နိဝရဏတရား၅ပါးဒီအကုသိုလ်တက်ဖြစ်တယ်တဲ့အဲ့တော့နိဝရဏတရား၅ပါးဆိုတာပိဿပေါင်းသူတော်ကောင်းတို့ခေါင်းထဲမှာမှတ်သားပြီးသားအရင်နဲ့ရှိမယ်လို့အရင်ထင်ပါတယ်နံပါတ်1ကာမေသန္တာနိဝရဏနောကာမဂုဏ်အာယုံရဲ့ပုံမှာလူချင်းတောင့်တမက်မောတဲ့ဆန္ဒတွေဖြစ်နေတာကိုဒါကာမေသန္တာနိဝရဏလို့ခေါ်တယ်တရားကိုကောက်ရင်တော့လောဘရတယ်ပေါ့အဲ့ဒီကာမေသန္တာတွေတကယ်တမ်းကဘာလို့ဆိုရင်အကုသိုလ်ပဲနောက်နံပါတ်2ဗျာပါဒနိဝရဏဗျာပါဒဆိုတာဘာလဲဆိုတော့တရားကိုကောက်ရင်တော့ဒီနေရာမှာဒေါသပေါ့နောက်မကျေနပ်တဲ့စိတ်တွေနဲ့ပြင်းပြင်းထန်ထန်ပူပူလောင်လောင်စင်စင်ရဲရဲစိတ်ထဲမှာအခမ်းရခက်စွာလောင်ကျွမ်းနေတဲ့ဒေါသမီးလို့ဆိုရပါတယ်နောက်တစ်ပါးတော့ဗျာပါဒနိဝရဏနောက်ပြီးတော့ဦးဇင်းတို့ဌိနမိတ်တာနိဝရဏဌိနမိတ်တာနိဝရဏဆိုတာကစိတ်ရဲ့လေးကံထိုင်မှန်ပြင်းရတဲ့သဘောနော်စိတ်မှာဘာခွန်အားမှမရှိဘဲနဲ့ဘာမှသိနိုင်မြင်နိုင်တဲ့သဘောမရှိတော့ဘဲနဲ့တကယ်ကိုပဲအစွမ်းတုံးနေတဲ့သဘောပေါ့နော်ဌိနမိတ်တာနော်အိတ်ချင်ငိုင်မြည်တဲ့သဘောလို့အကျဉ်းမြင်လည်းပဲနားလည်လို့ရပါတယ်ဟုတ်လားဒါလည်းပါလဲနိဝရဏနောက်ပြီးတော့ဥဒိစ္စကုက္ကုဆာနိဝရဏတဲ့ဥဒိစ္စဆိုတာကစိတ်ရဲ့ပြန့်လွင့်တဲ့သဘောတစ်ခုတည်းသောအာယုံမှာမတည်နိုင်ဘူးကိုဘာတွေတွေးလို့တွေးနေမှန်းကိုမသိဘူးပြာပုံနုလေးကိုခဲနဲ့ထုလိုက်တဲ့အခါမှာမဖြစ်သွားတော့ထောင်းကနေဆိုတာထသွားပြီးတော့မိကိုလေးတွေလို့တခါတည်းလွင့်မျောပြီးတော့မျောခြင်းကမျောသွားအဲ့လိုပဲစိတ်ကိုစူးစီးလို့မရဘဲနဲ့ဒီစိတ်ဟာအလွန်တရာမှပြန့်လွင့်နေတဲ့သဘောကိုဒါပါခေါ်မလို့ဥဒိစ္စနောက်ဦးဇင်းတို့ကုက္ကုဆာဆိုတာရှိသေးတယ်ကုက္ကုဆာဆိုတာကနောင်တတဖန်ပူပန်တဲ့သဘောရက်ထဲမှာတော့ကုက္ကုဆာကိုနှမျောတဲ့လူတွေကိုဒီလူကကုက္ကုဆာများတယ်လို့ပြောကြတယ်ဒါကတော့ဘလို့အဓိပ္ပာယ်နဲ့ပြောလဲတော့မသိဘူးတကယ်စာမှာရှိတဲ့အဓိပ္ပာယ်ကတော့ကုက္ကုဆာဆိုတာဘာလဲဆိုရင်နောင်တတဖန်ပူပန်တဲ့သဘောတိတိကျကျပြောရရင်ပြုပြီးသားအကုသိုလ်နဲ့ပတ်သက်ပြီးတော့မှားလိုက်တာဆိုပြီးတော့နောင်တနဲ့ပူတယ်မပြုတ်ရသေးတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ငါမဘာမှလည်းမပြုတ်ရသေးဘူးလို့တကယ်လည်းထပြုတ်နေတာမဟုတ်ဘဲနဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တတဖန်ပူပန်တဲ့သဘောအဲ့ဒါကိုဘာခေါ်မလို့ကုက္ကုဆာအဲ့ဒီဥဒိစ္စကုက္ကုဆာသည်လည်းပဲနိဝရဏတရားသူသည်အကုသိုလ်နောက်ဦးဇင်းတို့၅ခုမြောက်ကဘာလို့ဆိုတော့ဝိသိကိစ္စဆိုတာကသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယရဏမြတ်သုံးပါးနဲ့ပတ်သက်ပြီးတော့အမှန်တရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မချနိုင်မင်းနဲ့သို့လုံးတွေးတောပြီးတော့နော်ဘာမှစိတ်ထဲမှာမဝေခွဲနိုင်မင်းနဲ့တန်တရားတွေနဲ့ပူလောင်နေတဲ့သဘောဒါပါခေါ်မလို့ဝိသိကိစ္စနိဝရဏတရား၅ပါးနော်နိဝရဏဆိုတဲ့နာမည်ကိုတိုက်ရိုက်အဖြောင့်ဘာသာပြန်ရရင်အမှန်တရားတွေကိုမသိအောင်မမြင်အောင်ဖုံးထားတဲ့ပိတ်ထားတဲ့ကာကွယ်ထားတဲ့သဘောကိုဒါနိဝရဏလို့ခေါ်တာအဲ့ဒီတရား၅မျိုးဝင်လာပြီဆိုလို့ရှိရင်စိတ်ဟာအမှန်တရားကိုမသိနိုင်တော့ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကျမ်းဂန်နေတဲ့မှာဥမာလေးတွေနဲ့ရှင်းပြထားတာရှိတယ်ဟိုကာမေသန္တာဆိုတဲ့လောဘသဘောဖြစ်လာတဲ့ကာမဂုဏ်အာယုံကိုလိုချင်မမောတဲ့သဘောတွေဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအခိုက်အတန့်အဲ့ဒီအချိန်မှာအမှန်တရားကိုမသိနိုင်ဘူးမြင်နိုင်ဘူးတဲ့ဥပမာကိုယ့်ရဲ့မျက်နှာရည်ကိုရေထဲမှာကြည့်တဲ့လူတစ်ယောက်ဟာအဲ့ဒီရေထဲမှာနော်ဆေးနီဆေးဝါနော်အညိုအဖြူအစားရှိတဲ့ဆေးမုံတွေဟိုကျဲဖြန့်ထားလိုက်မယ်ဆိုရင်ကိုယ့်ရဲ့မျက်နှာရည်ကိုမမြင်ရတော့ဘူးဒီလိုရှိတော့ကကိုယ့်ရဲ့မျက်နှာကိုမြင်ဖို့အတွက်မှန်နေပါလိမ့်မပေါ်သေးတော့နော်ကြေးပြားလေးတွေကိုညီအောင်ခတ်ပြီးတော့အချင်းတို့ဘာလို့နဲ့ပုတ်ပြီးတော့ဝင်းတောင်းနေရလှုပ်ထားတဲ့ကြေးမုံဆိုတာရှိတယ်ဒါကတော့ပတ်စံတက်နိုင်တဲ့လူတွေကသုံးမယ်ပေါ့အဲလိုမတက်နိုင်တဲ့လူတွေကြတော့အလွန်ငြိမ်တဲ့ရေခွက်ကလေးထဲမှာမိမိရဲ့မျက်နှာကိုကြည့်ရတယ်လို့ဆိုတယ်အဲ့လိုမျက်နှာရိပ်ကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီရေထဲမှာဆေးရောင်စုံအမှုန့်တွေဖြူထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာရိပ်ကိုမြင်ရတော့ဟုတ်လားအဲ့လိုပဲဦးဇင်းတို့ကာမေသန္တာစိတ်ထဲဝင်လာပြီဆိုရင်ဒီစိတ်ဟာအမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်တော့ဘူးဟုတ်လားဒါကာမေသန္တာရဲ့စွမ်းတတ္တိကိုဥမာနဲ့သူပြောတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ဗျာပါဒဆိုတဲ့သဘောဝင်လာပြီဆိုလို့ရှိရင်တော့
ဒီမျက်နှာရိပ်ကိုကြည့်မဲ့ရေဟာစူးနေတဲ့ပွက်နေတယ်ဆိုရင်လည်းပဲမျက်နှာရိပ်ကိုမမြင်ရတော့ဘူးအဲ့လိုပဲစိတ်နှလုံးမှာဒေါသဝင်နေတယ်ဆိုရင်လည်းအမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်ဘူးပေါ့နောက်ဦးဇင်းတို့ဌိနမိတ်တဝင်နေရင်အမှန်တရားကိုမမြင်နိုင်ဘူးဆိုတာကြတော့ဟာယဉ်ညိတွေတက်နေတယ်မှော်တွေတက်နေတယ်ဆိုရင်လည်းပဲအမှန်တရားကိုမမြင်နိုင်ဘူးမျက်နှာရိပ်ကိုမမြင်နိုင်ဘူးအဲ့လိုပဲအမှန်တရားကိုစိတ်ဟာလည်းမမြင်နိုင်ဘူးပေါ့ဌိနမိတ်တဝင်နေလို့ရှိရင်အဲ့လိုပဲဦးဇင်းတို့ဥဒိစ္စကုတ်ကုတ်စဝင်နေရင်အမှန်တရားကိုမမြင်နိုင်ဘူးဆိုတာကြတော့ဥမာဘလို့ပေးတော့ဆိုတော့လေတိုက်လို့ဒီရေကလှုပ်နေတယ်လှိုင်းထနေတယ်ဆိုရင်လည်းပဲကိုယ့်ရဲ့မျက်နှာရိပ်ကိုမမြင်ရတော့ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ဒီရေခွက်ကိုအမှောင်ရိပ်ထဲမှာချထားမယ်အောက်ကအနေတွေလည်းထနေတယ်ဆိုရင်လည်းပဲမျက်နှာရိပ်ကိုမမြင်ရပြန်ဘူးအဲ့ဒါကြတော့ဝိသိကိစ္စတရားလွှမ်းမိုးနေရင်လည်းပဲအမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်ဘူးလို့ဒီလိုဥမာပေးတာပေါ့အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဦးဇင်းတို့ပြောချင်တာကအကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်နိဝရဏတရား၅ပါးအခုပြောခဲ့တဲ့တရားစုံ၅ပါးကိုအကုသိုလ်လို့ပြောရရမယ်တဲ့ဒီပြင်လည်းပဲအကုသိုလ်တွေရှိတယ်နော်ဒီပြင်ဟာတွေလည်းအကုသိုလ်မဟုတ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးတရားဓမ္မတို့ဦးဇင်းတို့မှတ်သားဖို့တဲ့ဒီပြင်အကုသိုလ်တရားတွေများစွာရှိပါတယ်ဟုတ်တယ်အဲ့ဒါတွေလည်းအကုသိုလ်ပဲသို့တော်မြတ်စွာဘုရားဒီလိုလေးနိဝရဏတရား၅ပါးသည်အကုသိုလ်တက်တက်ဖြစ်တယ်ဆိုတာလေးကိုသဘောပေါက်ပြီးတော့အကုသိုလ်ရဲ့နေပယ်ဆိုတာအဲ့ဒါလိုအလွန်တရာကျေပြတ်မှလားလို့နားလည်ဖို့လိုတယ်တချို့ဒကမာကြီးတွေဒါချို့ဦးဇင်းနဲ့ရင်းနှီးတဲ့ဒကမာကြီးတွေပြောတာကိုကြားဖို့တယ်တပည့်တို့ကဘာအကုသိုလ်မှမရှိဘူးတဲ့ဟုတ်လားအကုသိုလ်ကင်းတယ်ဗျာတဲ့ဘာအကုသိုလ်မှမရှိဘူးတဲ့သူတို့ကဘယ်အရာကိုအကုသိုလ်လို့ရည်ရွယ်ပြီးတော့ပြောတာတော့ဆိုတော့မတတ်ဘူးမခိုးဘူးဟုတ်လားအိမ်တော်ကြီးမဖောက်ပြန်ဘူးလိန်ညာပြီးတော့မပြောဘူးအရက်သေးတာမတော့ဘူးဆိုတာလောက်ကိုပဲသူတို့ကရည်ရွယ်ပြီးတော့ပြောတာဖြစ်မှာပေါ့ဟုတ်လားအဲ့တော့သူတို့ပြောတဲ့စကားရာနှုံးကြီးမှန်တယ်လို့ဆိုနိုင်မှာမလားမဆိုနိုင်ဘူးတကယ်ကတော့ဦးဇင်းတို့အကုသိုလ်ကင်းတယ်ဆိုတာယဟန္တာဖြစ်မှအကုသိုလ်ကင်းမှာပါဟုတ်တယ်မဟုတ်လားအနာဂံမှာတောင်မှမာနတို့ဥဒိစ္စတို့ဆိုတဲ့အကုသိုလ်တွေမရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့အခုဒီမှာအကုသိုလ်ရဲ့နယ်ပယ်ဟာဘလောက်ကျယ်တယ်လဲဆိုတာလေးကိုနည်းနည်းလေးရိပ်စားမိအောင်ဒီဒေသနာလေးကိုဦးဇင်းပြောပြတယ်ပေါ့နော်နောက်ဦးဇင်းတို့ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောနိုင်ခြင်းနဲ့ဆိုရင်ဘာကိုပြောရမှာလဲတော့တတိပဋ္ဌာန်တရား၄ပါးကိုပြောရမယ်တဲ့တတိပဋ္ဌာန်တရား၄ပါးသည်ဘာမကောင်းတာမှမရောတဲ့တက်ကုသိုလ်တရားဖြစ်တယ်တဲ့ဟုတ်လားဦးဇင်းတို့လှူတာလည်းကုသိုလ်ပါပဲသီလလည်းကုသိုလ်ပါပဲတမာတိလည်းကုသိုလ်ပါပဲဟုတ်လားပညာတရားတွေလည်းကုသိုလ်ပါပဲဟုတ်လားအခုဦးဇင်းတို့ဒီဒေသနာမှာတော့မြတ်စွာဘုရားကဘယ်လိုပြောနေတော့တတိပဋ္ဌာန်တရား၄ပါးသည်ကုသိုလ်တက်ဖြစ်တယ်တဲ့အဲ့လိုမြတ်စွာဘုရားကအထူးပြုပြီးတော့ဟောထားတဲ့အတွက်ကြောင့်တတိပဋ္ဌာန်တရားကိုပွားများပြီးတော့ကုသိုလ်တက်ကလေးတွေတခြားဘာမှမရောတဲ့အလွန်တရာတန်ရှင်းစင်ကြယ်တဲ့ကုသိုလ်ကောင်းမှုလေးတွေဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့တတိပဋ္ဌာန်တရားဆိုတာက၄မျိုးရှိတယ်ပေါ့နော်အဲ့ဒီ၄မျိုးကိုပေးသက်ပေါင်းတော်ကောင်းတို့မှတ်သားဖို့မယ်လို့ဦးဇင်းထင်ပါတယ်ရုပ်ကာယတွေဖြစ်တိုင်းရုပ်ကာယရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်မြင်အောင်နော်တတိဝရိယဉာဏ်ပညာဥရှိပြီးတော့ကြိုးစားအားထုတ်မယ်ဆိုရင်ဒါကာယ ानु ပတနာတတိပဋ္ဌာန်လို့ဆိုရဲပေါ့နော်ခံစားချက်ဝေဒနာတွေကိုဖြစ်တိုင်းတတိဝရိယဉာဏ်ပညာအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအားထုတ်မယ်ဆိုရင်တော့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်လို့ဆိုမယ်ပေါ့နော်မိမိရဲ့စိတ်တွေဖြစ်တိုင်းနော်ຢာကနဲ့တကွဖြစ်တယ်သို့မဟုတ်ຢာကမရှိဘူးဒေါသနဲ့တကွဖြစ်တယ်သို့မဟုတ်ဒေါသကင်းတဲ့စိတ်ဖြစ်တယ်အစရှိသဖြင့်စိတ်ရဲ့အည်အသွေးတွေအလိုက်ကိုယ့်ရဲ့စိတ်မှာကောင်းတဲ့သဘောဆိုးတဲ့သဘောယုံညံ့တဲ့သဘောမြင့်မြတ်တဲ့သဘောအစရှိသဖြင့်ဘာတွေဖြစ်နေတယ်လဲဆိုတာကိုအမှန်တိုင်းသိအောင်သတိဝရိယဉာဏ်ပညာဥရှိပြီးတော့သိအောင်မြင်အောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါဘာခေါ်မလို့စိတ်ဓာနုပဒနာတတိပဋ္ဌာန်ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ဓမ္မသဘာဝအသေးစိတ်ကလေးတွေစောစောကပြောခဲ့တဲ့နိဝရဏတရားတွေဖြစ်နေတာသိတယ်မဖြစ်ဘူးဆိုရင်လည်းသိတယ်နောက်ဘုဇင်တရားတွေဖြစ်နေတာသိတယ်မဖြစ်ဘူးဆိုရင်လည်းသိတယ်ဘာကြောင့်ဖြစ်တယ်လို့သိတယ်ဘာကြောင့်မဖြစ်ဘူးလို့လည်းသိတယ်ဟုတ်လားအဲ့လိုပဲဦးဇင်းတို့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အာယတနာတရား12ပါးနဲ့ပတ်သက်ပြီးတော့သစ္စာ4ပါးနဲ့ပတ်သက်ပြီးတော့နော်ဓမ္မနုပဒနာသတိပဋ္ဌာန်ကနေပယ်ကအလွန်ကျဲတာအခုနော်အသေးစိတ်ပြောရရင်တော့ဆုံးမှာမဟုတ်ဘူးနော်အဲ့လိုခန္ဓာရဲ့သဘာဝအနုစားအသေးစားလေးတွေကြည်ကြည်ပြတ်ပြတ်သိအောင်မြင်အောင်ဒီဓမ္မသဘာဝတွေကိုနားလည်အောင်နော်တတိဝရိယဉာဏ်ပညာဥရှိပြီးတော့ကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်ဒါပါခေါ်မလို့ဓမ္မနုပဒနာတတိပဋ္ဌာန်ဟုတ်လားအဲ့ဒီတတိပဋ္ဌာန်တရား၄ပါးသည်တကယ်ရှင်စစ်တက်ကုသိုလ်တရားဖြစ်တယ်တဲ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့
မိမိရဲ့ဘဝတန်ဖိုးအရှိဆုံးအလုပ်ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီသတိပဋ္ဌာန်ဘာဝနာကိုပွားများဖြစ်ဖို့လိုတယ်ကိုကလှုပ်တက်မယ်လှုပ်ချင်တဲ့စိတ်လည်းရှိမယ်ဒီတရားရဲ့ပုံမှာယုံကြည်မှုလည်းပြင်းထန်မယ်ဆိုလို့ရှိရင်တကယ်တမ်းကတော့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်လှုပ်လို့မရဘူးဆိုတာမရှိဘူးအခုလောလောဆယ်လဲလှုပ်လို့ရတယ်ထင်ရှားဖြစ်နေတဲ့အာယုံကိုတတိကိုအကြီးကဲနေရာမှာထားပြီးတော့သိအောင်မြင်အောင်ကြိုးစားအထောက်ဖို့ပဲဟုတ်လားဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့လောလောဆယ်ဘာသဘောကထင်ရှားနေလေဟုတ်လားဘယ်လိုသဘောတွေထင်ရှားနေလေပူတဲ့အိုက်တဲ့သဘောတွေထင်ရှားနေမှာပေါ့မိုးကရွာမြန်ချလိမလားလို့တစ်ခါတစ်ခါမှစိုးရင်စီလေးလည်းဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့ဟုတ်လားစိတ်ရဲ့သဘာဝတွေရုပ်ရဲ့သဘာဝတွေခန္ဓာမှာတစ်မျိုးပြီးတစ်မျိုးမရိုးရအောင်အမျိုးမျိုးပုံပုံစိုးနေအောင်ဒါဖြစ်နေတဲ့သဘာဝတွေမရှိဘူးလားရှိတယ်အဲ့ဒါတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေတကယ်တမ်းကတော့အချိန်တိုင်းကိုကတတိအကြီးကဲနေရာမှာထားပြီးတော့သိအောင်မြင်အောင်ကြိုးစားအထောက်နိုင်မယ်ဆိုရင်ဒါတော်တော်ကြီးကိုမြင့်မြတ်တဲ့အကျင့်ကိုကျင့်သုံးရရောက်တယ်ဟုတ်လားဘယ်အချိန်ဖြစ်ဖြစ်လှုပ်လို့ရတယ်နော်လှုပ်လို့မရဘူးလို့မရှိဘူးဟုတ်လားဒီခန္ဓာကြီးရှိနေတာပဲလှုပ်လို့ရတာပေါ့တရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းတရားရှာကြဒီကိုကြီးရှိနေသမျှတရားကရှာလို့ရတယ်အချိန်တိုင်းမှာရှာလို့ရတယ်နေရာတိုင်းမှာရှာလို့ရတယ်ဘယ်ချိန်မှရှာလို့ရတယ်လို့မရှိဘူးနော်ဘယ်နေရာမှာမှရှာလို့ရတယ်လို့မရှိဘူးဟုတ်လားဘုရားရှင်ရှေ့မှာငြိမ်ငြိမ်လေးထိုင်နေမှာအဲ့လိုမဟုတ်ထိုင်နိုင်ရင်တော့လည်းကောင်းပါတယ်ဟုတ်လားသို့တော်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေတကယ်တမ်းကတရားတရားဝိရိယတရားရှိတဲ့အချိန်တိုင်းမှာသတိဥရှိပြီးတော့တကယ်တမ်းကြိုးစားအထောက်မယ်ဆိုရင်နေရာတိုင်းမှာလှုပ်လို့ရတယ်အချိန်တိုင်းမှာလှုပ်လို့ရတယ်အနေထားတိုင်းမှာလှုပ်လို့ရတယ်ဘယ်လိုအနေထားပဲလှုပ်လို့ရတယ်ဘယ်လိုအနေထားကတော့လှုပ်လို့မရဘူးလို့မရှိဘူးဟုတ်လားရိုးစွာဆုံးကျင်ကြီးကျင်ငယ်စွန့်ရင်တောင်မှတတိကလေးကပ်ပြီးတော့လှုပ်ရမယ်လို့မြတ်စွာဘုရားကဒါညွှန်ကြားထားတာပဲအပြည့်အစုံဘာမှတကယ်တမ်းကတရားလှုပ်လို့မရတဲ့အချိန်နေရာဆိုတာမရှိပါဘူးဒါမဲ့ဒီနေရာမှာဦးဇင်းတို့ပြောရရှိတာကတတိပဋ္ဌာန်တရားကိုပွားများအထောက်ကြဖို့ဆိုလို့ရှိရင်ဒီတတိပဋ္ဌာန်တရားကိုအထောက်ရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတဲ့အချက်ကိုလည်းပဲသိမြင်နားလည်ထားဖို့လိုမယ်လို့ထင်တယ်။ဘာလို့ဆိုဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကအလုပ်တစ်ခုကိုလုပ်ပါလို့ပြောလို့ရှိရင်အဲ့ဒါကိုလုပ်ရင်ဘာရမှာလဲလို့အကျိုးကျေးဇူးကိုလှမ်းပြီးတော့မျှော်ကိုးတဲ့သဘောကရှိတာပဲလေ။ဒါလည်းပဲသဘာဝကျတယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်။အလုပ်တစ်ခုလုပ်ရမယ်ဆိုတော့ဘာမှမရဘဲနဲ့ဘာမှအကျိုးမရှိဘဲနဲ့တော့လုပ်เสียအကြောင်းလည်းမရှိဘူးလေ။ဟုတ်လား။ဒါကြောင့်အကျိုးကျေးဇူးကိုမြင်လို့ရှိရင်အဲ့ဒီအကျိုးကျေးဇူးကိုရနိုင်မဲ့အကြောင်းတရားဖြစ်တဲ့အလုပ်ကိုလှုပ်ချင်စိတ်ပူးပြီးတော့ပြင်းထန်လာမှာကတော့လေအမှန်ပဲဒါကြောင့်မြတ်စွာဘုရားကဒီသတိပဋ္ဌာန်တရားကိုဦးဇင်းတို့ဟောတဲ့အခါမှာသတိပဋ္ဌာန်တရားကိုဘယ်လိုကြိုးစားရတယ်ဘယ်လိုအားထုတ်ရတယ်လို့သတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဘာမှမပြောသေးခင်မှာဒီသတိပဋ္ဌာန်တရား၄ပါးကိုပွားများအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတဲ့အချက်ကိုမြတ်စွာဘုရားအရင်ပြောတယ်အဲ့ဒါစိတ်ဝင်စားစရာကောင်းတာပေါ့နော်တတ္တဝါတွေဆိုတာအကျိုးကိုမြင်မှနော်ရလက်ကိုမြင်မှအလုပ်ကိုလုပ်ချင်ကြတာကိုအဲ့တော့မြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်အကျိုးကျေးဇူး9မျိုးရနိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားစပြီးတော့ဟောတယ်ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနံသမဒိကမာယဒုက္ခဒေါမနတာနာအထင်ကမာယညာယတာတိကမာယနိဗ္ဗာနတသစ္စည်းကိရိယာယယရိဒံသတ္တရောတတိပဋ္ဌာနာမြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်အကျိုးကျေးဇူး9မျိုးရနိုင်တယ်လို့ဟောတဲ့နေရာမှာအလွန်တရာမှစိတ်ဝင်စားစရာကောင်းတဲ့စကားလုံးတစ်လုံးကိုလည်းသုံးနှုံးပြီးတော့ဟောထားတာကိုတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုတော့ဧကာယနဆိုတဲ့စကားလုံးပဲ။အဲ့ဒါလေးကိုအရင်တောင်စပြောတယ်နော်။ဧကာယနောယံဘိက္ခဝေနော်ဧကာယနဧကာယနဆိုတာကဘာပြောတာတော့ဆိုတော့တကြောင်ဒီသောလမ်းလို့ပြောတာ။ဆိုလိုတာကဒီအကျိုးကျေးဇူး9ပါးရဖို့အတွက်ဒီလမ်းဟာရှောက်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်။ဒီလမ်းကလွယ်လို့တခြားဘယ်လမ်းကမှဒီအကျိုးကျေးဇူး9ပါးကိုမပေးနိုင်ဘူးဒီလမ်းကိုရှောက်ရင်လည်းပဲဒီအကျိုးကျေးဇူး9ပါးကတေချာပေါက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါဟာတကြောင်ဒီသောလမ်းဖြစ်တယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ကိုလည်းပဲအဲ့ဒါလိုနားလည်ရမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကဧကာယနာဒါတကြောင်ဒီသောလမ်းဖြစ်တယ်ဘာအတွက်တကြောင်ဒီသောလမ်းဖြစ်တယ်လဲဟောတစ်အချက်တတ္တနံဝိသုဒ္ဓိယတတ္တဝါရဲ့တတ္တမှာအကြောင်းအားလျော်စွာအကြောင်းတိုက်ဆိုင်လာတိုင်းဖြစ်ပေါ်နေတဲ့ကိလေသာတရားတွေဆိုတာရှိတယ်နော်လောဘဒေါသမောဟကိလေသာတရားတွေဖြစ်နေတာမရှိဘူးလားရှိရနော်အာယုန်နေနဲ့ဓဝါရတွေနဲ့တိုက်တိုင်းဒါဥစဉ်ကစကားကိုအချင်းချုပ်ပြီးတော့ပြောလိုက်တာဟုတ်လား
တရားဓမ္မတို့ဦးဇင်းတို့မှာဒွါရဆိုတဲ့ဒီခန္ဓာအိမ်ကြီးမှာတကား6ပေါက်ရှိတယ်လေဒွါရဆိုတာတကားပါပဲနော်ခန္ဓာအိမ်ကြီးမှာတကား6ပေါက်ရှိတယ်အဲ့ဒီတကား6ပေါက်မှာအာယုံ6ပါးဟာအမြဲတမ်းဝင်ထွက်သွားလာနေတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒါလိုအာယုံ6ပါးရဲ့ဒွါရ6ပေါက်ရဲ့ဒီထိမိခိုက်မိတဲ့အခါမှာနော်ဦးဇင်းတို့တိစိတ်ဆိုတဲ့ဝိညာဏတ္တ6မျိုးဖြစ်တယ်ပေါ့ဟုတ်လားအာယုံရဲ့ဒွါရရဲ့မောဂုတ်စတော်ဘုရားကြီး3လုံးနဲ့3လုံးနဲ့ပြောမယ်ဆိုလို့ရှိရင်အာယုံ6ပါးကိုအတိုက်ဓာတ်လို့ဆိုကြသုံးတယ်နော်ဒွါရ6ပါးကိုအခန္ဓာတ်လို့သုံးတယ်အဲ့ဒီအတိုက်ဓာတ်နဲ့အခန္ဓာတ်နဲ့တိုက်မိတဲ့အခါမှာဦးဇင်းတို့ဝိညာဏတ္တ6ပါးဆိုတာဖြစ်တယ်မြင်သိစိတ်ကြားသိစိတ်နားသိစိတ်စားသိစိတ်အစရှိသဖြင့်ပိဿတို့သိပါနော်အဲ့ဒါကိုစတော်ကြီးကတော့အပွင့်ဓာတ်လို့အဲ့လိုသုံးတယ်ဟုတ်လားဦးဇင်းတို့မျက်စိရဲ့အစင်းရဲ့တွေ့တဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်တယ်အဲ့ဒီမျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့ဒီ၃ခုရဲ့အပေါင်းကိုဖတ်တာလို့ခေါ်တယ်သက္ကုံစပရိစ္ဆရူပေစဥပ္ပိစတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိတိဖတ်တော်လို့မြတ်စွာဘုရားအဲ့လိုဟောတာလေနော်မျက်စိရဲ့အစင်းရဲ့ဒါကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဆိုတာဖြစ်ရတယ်ပုဂ္ဂိုလ်တ attva မပါဘူးနော်အဲ့ဒီ၃ခုရဲ့အပေါင်းကိုဖတ်တာလို့ခေါ်တယ်အဲ့ဒါလိုပဲဦးဇင်းတို့နားရဲ့အတန်ရဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ကြားသိစိတ်ဆိုတာဖြစ်ရတယ်သောတင်္စပရိစ္ဆတတ္တင်္စဥပ္ပိစတိသောတာဝိညာဏတိဏ္ဏသင်္ကတိတိဖတ်တော်ပိဋကပေါင်းသူတို့အားလုံးဆက်တက်ရမယ်နော်အဲ့ဒါလိုပဲနှာခေါင်းရဲ့အနံ့ရဲ့အကြောင်းပြုပြီးတော့နံသိစိတ်ဆိုတာဖြစ်တယ်လျှာရဲ့ရတာရဲ့အကြောင်းပြုပြီးတော့စာသိစိတ်ဆိုတာဖြစ်တယ်နော်ဒီကာယပတ္တာရဲ့ဘုဒ္ဓဘာအာယုံရဲ့ကိုအကြောင်းပြုပြီးတော့နော်ဦးဇင်းတို့ထိသိစိတ်ဆိုတာဖြစ်တယ်သူအတွဲသူ့ဟာနဲ့သူနားလေရအဲ့ဒီမှာ၃ခုရဲ့အပေါင်းဖတ်တဆိုတဲ့သဘောဖြစ်လာတယ်အဲ့ဒီဖတ်တဖြစ်လာလို့ရှိရင်ဖတ်တပစ္စယဝေဒနာဖတ်တပစ္စယဝေဒနာဖတ်တဖြစ်ပြီဆိုရင်တော့ဝေဒနာဖြစ်အောင်လုပ်လို့မရဝေဒနာဆိုတာကတော့တကယ်တမ်းကအမြဲတမ်းဖြစ်နေတာပါစိတ်ဖြစ်တိုင်းဝေဒနာဖြစ်ပါတယ်နော်အဲ့ဒီဝေဒနာဟာဘယ်နှမျိုးရှိတုံးဆိုတော့ပေသပေါင်းတော်တို့အကျဉ်းများဖြင့်ကောင်းထဲမှာမှတ်ထားတာ၃မျိုးလောက်တော့ရှိမယ်ထင်တယ်ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာဆင်းရဲတယ်ဆိုတဲ့ဒုက္ခဝေဒနာချမ်းသာတာလည်းမထင်ရှားဆင်းရဲတာလည်းမထင်ရှားတဲ့အလေအလတ်ဥပိ္ပခဝေဒနာအဲ့ဒီဝေဒနာတရားတွေဟာတရားဓမ္မတို့ဦးဇင်းတို့တွေဒီမျက်လုံးလေးနှလုံးပွင့်နေတဲ့မြနားလေးတစ်ခုစွန့်နေတဲ့မြနော်ဒီနိုးကြပြီးတော့ရှင်းသန်းနေတဲ့မြဒီဝေဒနာတရားတွေဟာဖတ်တာကနေတရှင်းအမြဲတမ်းတပွားပွားခန္ဓာကိုယ်မှာဖြစ်မနေဘူးလားဖြစ်နေတယ်ဒါပိဋကပေါင်းတော်ကောင်းတို့အဲ့ဒီအထိနားလေတယ်နော်အဲ့ဒီဝေဒနာ၃ပါးတစ်မျိုးမျိုးနော်တစ်မျိုးမဟုတ်တစ်မျိုးအမြဲတမ်းဖြစ်နေတဲ့ဒီခန္ဓာကိုယ်ကြီးမှာတကယ်၍အကယ်၍တရားဓမ္မတို့ဦးဇင်းတို့တွေဟာဒီဝေဒနာတွေဖြစ်လာတိုင်းအမှန်သိအောင်ကြိုးစားအထုတ်တဲ့တတိပဋ္ဌာန်ဘာဝနာကင်းမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လို့ဆိုတော့ဒုက္ခဝေဒနာဖြစ်လို့ရှိရင်ဘာဂာနုတ္တယဆိုတဲ့လောဘဓာတ်ကိန်းသွားတယ်နော်ဒုက္ခဝေဒနာဖြစ်ရင်ဘာကိန်းလဲယာဂာနုတ္တယနော်လောဘပေါ့တရားကိုကောက်ဒုက္ခဝေဒနာဖြစ်တဲ့အခါမှာမသိလိုက်ဘူးဆိုရင်တော့ပဋိက္ခနုတ္တယကိန်းတဲ့တရားကိုကောက်ရင်တော့ဒေါသဖြစ်တယ်နော်ဒုက္ခဝေဒနာမှာလောဘဖြစ်တယ်ဒုက္ခဝေဒနာမှာဒေါသဖြစ်တယ်ဥပိ္ပခဝေဒနာကြတော့အဝိဇ္ဇာနုတ္တယနော်မောဟတရားဖြစ်တယ်စိတ်ဝင်စားတဲ့အကောင်းတယ်လို့ဦးချင်းထင်တယ်ဒုက္ခဥပိ္ပခလောဘဒေါသမောဟအဝိဇ္ဇာဆိုတာမောဟပဲလေရှင်တွဲမှုကလေးတွေပိဋကပေါင်းတော်မှတ်เสียအလွန်ကောင်းတယ်လို့ဦးချင်းထင်တယ်နော်ဒုက္ခဥပိ္ပခမသိလိုက်ဘူးဆိုရင်တော့လောဘဒေါသမောဟဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဦးချင်းတို့ဝေဒနာတန်ရုပ်မှာဟောထားတာရှိဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တတိကင်းပြီးတော့တရားဘာဝနာကင်းတဲ့အချိန်တိုင်းမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တမှာဝေဒနာတရားတွေကတော့ဒလဇက်ဖြစ်တယ်ဖြစ်တိုင်းလည်းပဲမသိဘူးနားလည်အောင်ကြိုးစားအထောက်မှုမရှိဘူးဆိုရင်ဒီကိလေသာတရားတွေကအလှည့်ကျဆိုသလိုဖြစ်မနေပြီဘူးလားဖြစ်နေတယ်အဲ့ဒီကိလေသာတရားတွေမဖြစ်ချင်ဘူးကိလေသာတရားတွေကင်းပြီးတော့စိတ်ဓာတ်လေးကိုတန့်ရှင်းခြင်းနဲ့ဖြူစင်ခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒါသတိပဋ္ဌာန်တရားကိုပွားများပါတဲ့အဲ့ဒါစိတ်ဓာတ်ကလေးတန့်ရှင်းဖို့ဖြူစင်ဖို့စောစောကပြောခဲ့တဲ့ကိလေသာတရားတွေကင်းဖို့အတွက်အဲ့ဒါရှောက်လန်းရမယ်တကြောင်ဒီသောလမ်းပါတဲ့တနည်းအားဖြင့်လည်းပဲအဲ့ဒီလမ်းကိုရှောက်လို့ရှိရင်စိတ်ရဲ့အငြိအကျေးဖြစ်တဲ့လောဘဒေါသမောဟတွေကင်းမမလားလို့တန်တရားဖြစ်เสียမလို့ဘူးသေချာပေါက်ကင်းကိုကင်းလိမ့်မယ်တဲ့ဒါကြောင့်မို့လည်းပဲသူ့ကိုဧကာယနာလို့ခေါ်တယ်တဲ့ပိဋကပေါင်းသူတော်ကောင်းတို့အလုံးမစင်စင်စားစားနဲ့ရှင်းလင်းနားလည်ဖို့လိုတယ်နော်ဒါကြောင့်သတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်တစ်အချက်တတ္တဝါတွေရဲ့တဏ္ဍာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်နေတဲ့လောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကင်းမယ်
အဲ့ဒီလောဘဒေါသမောဟတို့ကြောင့်ပဲဒီစိတ်နှလုံးလေးဟာအမျိုးမျိုးညှဉ်းနှွမ်းရတယ်ပူလောင်ရတယ်ရှုပ်ထွေးရတယ်တတိပဋ္ဌာန်တရားကိုပွားများလိုက်တာနဲ့အဲ့ဒီပူလောင်တာတွေမရှိတဲ့အတွက်ကြောင့်အေးချမ်းနေပေါ့အဲ့ဒီရှုပ်ထွေးမှုတွေမရှိတဲ့အတွက်ကြောင့်ရှင်းလင်းနေပေါ့အဲ့ဒီညှဉ်းနှွမ်းမှုတွေမရှိတဲ့အတွက်ကြောင့်တန့်ရှင်းတဲ့စင်ကြယ်တယ်ပေါ့ဒါကိုပဲမြတ်စွာဘုရားကတတ္တနာဝိသုဒ္ဓိယတတ္တဝါတွေရဲ့စိတ်ဖြူစင်တန့်ရှင်းဖို့အတွက်တတိပဋ္ဌာန်တရားဟာတကြောင်ဒီတော်လမ်းဖြစ်တယ်ပေတပေါင်းသူတော်ကောင်းတို့ကုသိုလ်ဆိုတာလေးဟာဘလောက်အရာကျေတယ်လဲဆိုတာလေးကိုလည်းပဲအမှတ်ရဖို့လိုတယ်နော်မမေ့နဲ့နော်ဒါကုသိုလ်ဆိုတဲ့စကားလေးကိုပဲဦးဇင်းတို့အခြေချဲ့ပြီးတော့ပြောနေတာဟုတ်လားအေးနောက်ဦးဇင်းတို့ဒီသတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်သောကပရိဒေဝနာတမတိကမာယသောကဆိုတဲ့စိုးရင်ချင်းပရိဒေဝဆိုတဲ့ငိုကြွေးခြင်းဒီတရားတွေကိုတမတိကမာယလုံးဝလွန်မြောက်သွားစေလိမ့်မယ်တဲ့နော်စိုးရင်တရားနဲ့တွေ့လည်းမစိုးရင်ဘူးငိုကြွေးစရာနဲ့တွေ့ရင်လည်းငိုကြွေးစရာမလိုတော့ဘူးဆိုတဲ့အလွန်တရာမှအစွမ်းတတ္တိရှိတဲ့အခြေအနေတရက်ကိုသတိပဋ္ဌာန်တရားဟာဖြစ်စေလိမ့်မယ်ခုဒကာဓမ္မတို့ဦးဇင်းတို့ဒီအကျိုးကျေးဇူးကိုလည်းပဲရကျင်သင့်တယ်လို့ထင်တယ်တနည်းအားဖြင့်ကို့မှာဒီပြဿနာမရှင်းရသေးဘူးဒီအခက်အခဲကိုမကျော်လွှားနိုင်သေးဘူးဆိုတာကိုနားလည်ပြီးတော့လည်းပဲသတိပဋ္ဌာန်တရားကိုအထုတ်နိုင်ကြဖို့လိုတယ်ပေါ့ဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့တွေမှာနော်စိုးရင်စရာတွေငိုကြွေးစရာတွေတွေ့လာတဲ့အခါမှာစိုးရင်မဲ့သဘောငိုကြွေးမဲ့သဘောကအပြည့်အဝရှိနေတယ်လုံးလုံးစေတော့စိုးရင်နေတာမရှိဘူးပေါ့ငိုကြွေးနေတာမရှိဘူးပေါ့လုံးလုံးစေမစိုးရင်မှုမငိုကြွေးဘူးဆိုတာကမစိုးရင်တက်လို့မငိုကြွေးတက်လို့မစိုးရင်ကြမငိုကြွေးကြတာမဟုတ်ဘူးစိုးရင်စရာနဲ့မတွေ့လို့ငိုကြွေးစရာနဲ့မတွေ့လို့မတွေ့သေးလို့မစိုးရင်တာမငိုကြွေးတာတွေ့လာပြီဆိုတာနဲ့အဲ့ဒါစိုးရင်ကြရလိမ့်မယ်ငိုကြရလိမ့်မယ်မတွေ့ဘူးဆိုတာလည်းပဲဘယ်တော့မှမရှိဘူးတေချာပေါက်စိုးရင်စရာငိုကြွေးစရာကတွေ့မှာဘယ်တော်မှရှောင်လွှဲလို့မရဘူးအဲ့တော့စိုးရင်စရာငိုကြွေးစရာနဲ့တွေ့တယ်ဆိုတာကဘာကိုပြောတာတုံးဆိုတော့ပျက်စီးမှုကိုပြောတာပါပျက်စီးမှုဆိုတာဘယ်တတ္တဝါမှရှောင်လို့မရဘူးနော်ယံကိဉ္စီသမှုရိယဓမ္မတပ္ပန္တနိရောဓဓမ္မန္တိဖြစ်သည်များသောအရာအလုံးဟာပျက်စီးခြင်းဖြင့်ဆုံးသက်ရတာအပြစ်တရားကိုဘယ်သူမှရှောင်လို့မရဘူးဟုတ်လားဒါကြောင့်ပျက်စီးမှုကြုံလာရင်တရားဓမ္မတို့ဦးဇင်းတို့တွေဟာဒါစိုးရင်စရာငိုကြွေးစရာကြုံလာတယ်လို့ဆိုရမယ်ပေါ့အဲ့ဒီအချိန်မှာကိုဟာစိုးရင်ရလိမ့်မယ်ငိုကြွေးရလိမ့်မယ်ဒီနေ့မှာဦးဇင်းတို့စဉ်းစားတဲ့တခုရှိတာကပျက်စီးလို့စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုတာထက်အဲ့ဒီပျက်စီးမဲ့အရာကြီးပျက်စီးတဲ့အရာကြီးရဲ့အပေါ်မှာဆွဲလန်းမှုမကင်းလို့စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုတာကယာနှုံးကြီးမှန်တယ်ဟုတ်ရဲ့လားပျက်စီးလို့စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုတာကအလွန်မှအပေါ်ယံဆန်တဲ့အဖြေပေါ့သူကသိလေအလုံးမဖြစ်ပါဘူးအဲ့ဒီအဖြေကပျက်စီးလို့စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုရင်တော့စိုးရင်ဖို့ငိုကြွေးဖို့ပဲရှိတော့တယ်ဘာလို့ဆိုမပျက်စီးအောင်ဘယ်သူမှမတတ်နိုင်မဲ့ကိုဟုတ်တယ်မဟုတ်လားတကယ်စင်စစ်ပျက်စီးလို့စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုတာတဲ့ပျက်စီးမဲ့အရာရဲ့အပေါ်မှာဆွဲလန်းမမောမှုမကင်းလို့ဆွဲလန်းမမောမှုရှိလို့စိုးရင်ရတာငိုကြွေးရတာမဆိုနိုင်ဘူးလားဟိုတလောကလေရင်စင်းလုံးပြောက်သွားတယ်လို့ကြားတယ်ဟုတ်လားပြီးတော့ဦးဇင်းတို့ကလူတွေအများကြီးတည်ကြတယ်ရင်နစ်ပြီးတော့တည်ကြတယ်ဒီတဲ့တွေအလုံးကြားရမှာပါပျက်စီးမှုတွေကမ္ဘာလောကကြီးမှာအချိန်နဲ့အမျှဆိုသလိုအများနဲ့ရှိနေတာပဲနောက်ဦးဇင်းတို့ဒုက္ခဒေါမနတန္တအဋ္ဌိကမာရတယ်တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတွေကိုချုပ်ငြိမ်းသွားစေလိမ့်မယ်တဲ့ဟုတ်ဒါလည်းပဲအလွန်မှမျက်နှိုးသင့်တဲ့အကျိုးကျေးဇူးတစ်ခုလို့ဆိုရမှာပါတရားဓမ္မဦးဇင်းတို့ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားဆိုတာမရှိဘူးလားရှိတယ်အဲ့ဒါတတိပဋ္ဌာန်တရားကိုပွားများအားထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီဒုက္ခနဲ့ဒေါမနတတရားလုံးဝချုပ်သွားလိမ့်မယ်တဲ့ဆိုကြပါစို့တတိပဋ္ဌာန်တရားကိုအားထုတ်လို့အရဟတမညာအရဟတဘုံညာရခဲ့မယ်ယန္တာဖြစ်ခဲ့မယ်ဆိုရင်ဒီဘဝရှုတိရဲ့ချမ်းမဲ့မှာနောက်ထပ်ဘာယုတ်ခန္ဓာဘာနံခန္ဓာမှဖြစ်เสียအကြောင်းမရှိတော့ဟုတ်လားဘာခန္ဓာမှဖြစ်เสียအကြောင်းမရှိဘူးဆိုရင်ဘာဒုက္ခမှဖြစ်เสียအကြောင်းမရှိတော့ဘူးလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ယန္တာဖြစ်သွားပြီဆိုရင်ဒုက္ခအလုံးချုပ်ပြီဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ကြဖို့ပေါ့နောက်ဆုံးဦးဇင်းတို့တတိပဋ္ဌာန်တရားကိုပွားများလို့အနာဂံဖြစ်မယ်ဆိုရင်ကိုပဲဒေါမနတတရားကတော့လုံးဝချုပ်သွားဒေါသမရှိတဲ့အတွက်ကြောင့်ဒါကတော့တတိပဋ္ဌာန်တရားကိုပွားများလို့ရရှိနိုင်မဲ့အထွတ်အထိပ်အကျိုးကျေးဇူးကိုဒါဦးဇင်းတို့ပြောတာပါကိုကယန္တာဖြစ်အောင်အနာဂံဖြစ်အောင်အာမထုတ်နိုင်သေးဘူးဆိုရင်တောင်မှဒီဒုက္ခဒေါမနတတရားတွေကိုအထိုက်အလျောက်တော့လျှော့ချနိုင်တာအမှန်ပဲဆိုကြပါစို့တတိပဋ္ဌာန်တရားကိုပွားများလို့ဦးဇင်းတို့ယောဂါတွေပျောက်ကြတာတွေကြားဖို့တယ်မဟုတ်လားနော်ဆရာကခွဲရဆေးရမယ်ဆိုပြီးတော့
နော်ပြောလို့ဟာဒီမှာကြောက်ပြီးတော့တရားဖက်ပြီးတော့ပဲသေတော့မယ်ဆိုပြီးတော့တချို့တရားစခန်းတွေဘာတွေဝင်ရင်းနဲ့နော်ခွဲရစေးရမယ်ဆိုတဲ့ယောဂါတွေမရှိတော့တာတွေပျောက်သွားတာတွေဆရာဝန်တွေအံ့ဩယူရတဲ့အနေအထားမျိုးတွေနော်ဦးဇင်းတို့နေရလိပ်စာအတိအကျအချိန်အတိအကျနဲ့မှတ်တမ်းတင်ထားတာတွေရှိပါတယ်နော်ဦးဇင်းတို့မာကြီးစတော်ကြီးဟောတဲ့ရေးသားတော်မူတဲ့တက္ကသိုလ်ဝိပဿနာတရားတော်ဆိုတဲ့စာအုပ်လေးရှိအဲ့ဒီထဲမှာတတိပဋ္ဌာန်တရားကိုအထုတ်လို့ယောဂပျောက်သွားပုံတွေကိုခိုင်ခိုင်မာမာမှတ်တမ်းပြုစုထားတာရှိတယ်ဟုတ်လားဒါဦးချင်းကဘာကိုပြောတာတုံးဆိုတော့တတိပဋ္ဌာန်တရားကိုအထုတ်လို့ရှိဒုက္ခကိုခန္ဓာကိုယ်ရဲ့ဒုက္ခကိုလျော့ပါသွားစေတယ်ဆိုတာလေးကိုနှိုင်းရှင်ပြီးတော့စဉ်းစားကြဖို့ပေါ့နော်အေးနောက်ပြီးတော့ဦးချင်းတို့တတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်ဒေါသတရားနည်းသွားတာကတော့လည်းအမှန်ပဲတယုံတယုံစိတ်တူစရာကိစ္စဟာတတိပဋ္ဌာန်တရားနဲ့နေတဲ့ပုဂ္ဂိုလ်အတွက်သိပြီးတော့စိတ်တူစရာဖြစ်မှာမဟုတ်နော်တာမန်လူနဲ့တော့မတူဘူးပေါ့ဟုတ်ရဲ့လားဟိုအလွန်အမင်းကြီးပိဋကပေါင်းသူတော်ကောင်းတို့ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒီလူဒေါသမှရှိတာဟုတ်ရဲ့လားလို့ထင်ရလောက်အောင်ထိသူဟာရင့်ကျက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်တရားကိုအထုတ်ခြင်းအပြင်ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတွေကိုချုပ်ငြိမ်းသွားစေနိုင်တယ်ဒါမြတ်စွာဘုရားအတိအလင်းအာမခံပြီးတော့ဟောထားတာပါနော်ဘယ်နှချက်ရှိသွားပြီတော့၅ချက်ရှိသွားပြီတတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးနောက်ဦးဇင်းတို့6ခုမြောက်နဲ့9ခုမြောက်အကျိုးကျေးဇူးကြတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုတော့ညာယတ္တအဓိကမာယနိဗ္ဗာန်တသစ္စိကိရိယာယတဲ့အရိယမဲ့ဉဏ်ကိုရပြီးတော့အရိယဖို့ဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်တဲ့နှစ်ပါးတွဲပြီးတော့ဟောလိုက်တယ်ပေါ့နော်ညာယတ္တအဓိကမာယဆိုတာကသောတပတိမေတဂရဂမိမေအနာဂမိမေအရဟတမေဆိုတဲ့မဲ့ဉဏ်၄ပါးကိုတတိပဋ္ဌာန်တရားကိုအထုတ်ခြင်းအပြင်ရနိုင်တယ်မဲ့ဉဏ်၄ပါးကိုရရင်လည်းပဲမဲ့ဉဏ်ဟာလည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာပါပဲဘာပြုလို့နိဗ္ဗာန်တသစ္စိကိရိယာယဆိုပြီးတော့ခုနှစ်ခုမြောက်အကျိုးကိုထပ်တူထပ်ပြီးတော့ဟောပြန်တယ်လေဆိုတော့အဲ့ဒီခုနှစ်ခုမြောက်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်ဆိုတာကဖူဉဏ်ဖြင့်မျက်မှောက်ပြုရမယ်လို့ဆိုလိုတာတဲ့ဟုတ်လားအဲ့တော့6ခုမြောက်အကျိုးကအရိယမဲ့ဉဏ်ကိုရစေမယ်ခုနှစ်ခုမြောက်အကျိုးကျေးဇူးကဖူဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်အရိယမဲ့ဉဏ်ဆိုတာကိလေသာကိုတတ်တယ်ပေါ့နော်ဖူဉဏ်ကလည်းပဲဦးဇင်းတို့တဖန်ငြိမ်းအေးစေတယ်ပေါ့ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအတိအကျနားလည်ထားဖို့ရာကတတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်အရိယမဲ့ဉဏ်တွေကိုရမယ်ဒါ6ခုမြောက်အကျိုးနောက်9ခုမြောက်အကျိုးအနေနဲ့ကဖလားတမပတ်ဝင်စားပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကျင်တဲ့အချိန်မှာကိုကြိုက်တယ်လို့မျက်မှောက်ပြုလို့ရတယ်အရိယမဲ့ဉဏ်ဆိုတာကတစ်မျိုးမှာတသံတရားလုံးမှာတစ်ကြိမ်ပဲဖြစ်ခွင့်ရှိတာကိုဟုတ်လားဖူဉဏ်ဆိုတာကတော့ကြိမ်ဖန်များစွာကိုကအားထုတ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဟုတ်လားဟိုစာလို့ပြောရရင်ဒါဖလားတမပတ်ဝင်စားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အေးအဲ့ဒါလို့နိဗ္ဗာန်ချမ်းသာကိုအရိယမဲ့ဉဏ်ဖြင့်မျက်မှောက်ပြုပြီးတော့ကိလေသာတွေကိုလုံးဝအမြင့်ပြတ်ပေတတ်နိုင်ခြင်းနဲ့ဆိုရင်လေတတိပဋ္ဌာန်တရားကိုပွားများရမယ်နော်ဖို့ချမ်းသာဝင်စားဖို့နော်ဖို့ချမ်းသာကိုခံစားဖို့နိဗ္ဗာန်ချမ်းသာကိုနော်ဖို့ဉဏ်ဖြင့်မျက်မှောက်ပြုပြီးတော့နေနိုင်ခြင်းနဲ့ဆိုရင်လေတတိပဋ္ဌာန်တရားကိုပွားများရမယ်တတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးဘယ်နှပါလဲဗျာ9ပါနော်အေးစိတ်ရဲ့ကိလေသာအညစ်အကြေးတွေလုံးဝတန်ရှင်းသွားမယ်စိုးရင်ခြင်းဒုက္ခငိုကြွေးခြင်းပဋိဒေဝကိုလွန်မြောက်သွားစေမယ်ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားကိုချုပ်ငြိမ်းသွားစေမယ်အရိယမဲ့ဉဏ်ကိုရပြီးတော့အရိယဖို့ဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်ဘယ်နှမျိုးတော့အေးအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုရရှိစေနိုင်တဲ့တတိပဋ္ဌာန်တရားကိုပွားများခြင်းသည်အဲ့ဒါတကယ့်တက်ကုသိုလ်အလွန်တရာမှဖြူရှင်တဲ့ကုသိုလ်လေးတွေဖြစ်အောင်ကြိုးစားအထောက်နေတာလို့နားလည်ရမှာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်တို့ဒီနေ့ညကုသိုလ်နဲ့အကုသိုလ်ဆိုတာကိုပတ်သက်ကုသိုလ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့သူတို့ရဲ့သဘောတဘာဝလေးတွေသူတို့ရဲ့အစွမ်းတတ္တိလေးတွေနော်သူတို့ရဲ့နေပယ်ကျေပြန့်ပုံကလေးတွေကိုဒါဦးဇင်းတို့လက်လန်းမိသလောက်ပိဿပေါင်းသူတော်ကောင်းတို့ကိုပြောပြရတယ်ပေါ့နော်အဲ့တော့ပြောခဲ့ပြီးသားစကားတွေကိုအကုန်လုံးပြန်ပြီးတော့ဦးဇင်းတို့အနှစ်ချုပ်ကြည့်မယ်ဆိုလို့ရှိရဲ့နော်ကုသိုလ်ဆိုတာနော်တဖြည်းဖြည်းနဲ့တတ္တဝါကိုအရှင်းမြင့်ပေးမဲ့သဘောတရားဖြစ်တယ်အကုသိုလ်ဆိုတာတတ္တဝါကိုတဖြည်းဖြည်းနဲ့အရှင်းနှိမ့်ချသွားအောင်နှိမ့်ချပြစ်မဲ့သဘောတရားဖြစ်တယ်အရှင်းသဘောအတက်သဘောပေါ့ဒါတစ်ချက်ဦးဇင်းတို့ပြောခဲ့တယ်နော်နောက်တစ်ချက်ကကုသိုလ်ဆိုတာအခုလည်းပဲတတ္တဝါကိုချမ်းသာစေတဲ့သဘောနော်သိပြီးတဲ့နောက်မှာလည်းကောင်းရာမြတ်ရာကိုရောက်စီတဲ့အတွက်ကြောင့်အခုရောနောက်မှာအလွန်တရာမှတတ္တဝါကိုချမ်းသာစေနိုင်တဲ့အစွမ်းတတ္တိရှိတဲ့သဘောလို့ဒါကုသိုလ်ရဲ့သဘောဒါပြောခဲ့တယ်နောက်အကုသိုလ်ဆိုတာကအခုလောလောဆယ်မှာလည်းပဲအလွန်တရာမှဆင်းရဲစေတယ်
ပြီးရင်လည်းပဲအလွန်တရာမှယုံညံ့တဲ့ဆင်းရဲတဲ့ဘဝတွေကိုရစေလိမ့်ဦးမယ်ဒါကြောင့်ခုရောနောင်မှာဆင်းရဲစေနိုင်တဲ့အစွမ်းတတ္တိရှိတဲ့သဘောလို့ဒါကုသိုလ်အကုသိုလ်ရဲ့သဘောပေါ့အဲ့ဒီမှာဦးဇင်းတို့ဆက်ပြီးတော့ပြောတာကအကုသိုလ်ဆိုတာကိုမှန်မှန်ကန်ကန်ပြောနိုင်ခြင်းတဲ့ဆိုရင်နိဝရဏတရား၅ပါးကိုပြောရမယ်ကုသိုလ်ဆိုတာကိုမှန်မှန်ကန်ကန်ပြောနိုင်ခြင်းတဲ့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောရမယ်ဒါဆက်မပြောဘူးလားပြောတယ်နော်အဲ့တော့ကုသိုလ်ရဲ့နယ်ပယ်ဘလောက်ကျယ်လဲအကုသိုလ်ရဲ့နယ်ပယ်ဘလောက်ကျယ်လဲဆိုတာကိုပို့ပြီးတော့စိတ်စားမိသွားတာပေါ့အဲ့တော့ဦးဇင်းတို့ဏီကုံးချုပ်ဘာပြောခြင်းတော့ဆိုတော့အကုသိုလ်တဖြည်းဖြည်းနဲ့နည်းနည်းပြီးတော့ကုသိုလ်တရားတွေတဖြည်းဖြည်းနဲ့များလာခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာလေနော်အဲ့ဒါဦးဇင်းတို့ဏီကုံးချုပ်ဘာပြောခြင်းတော့ဆိုတော့ဒီတတိပဋ္ဌာန်တရားကိုပွားများလိုက်ဖို့ပဲတတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်၅ပါးသီလလေတဖြည်းဖြည်းနဲ့ပြည့်စုံလာမယ်စင်ကြယ်လာမယ်လို့မြတ်စွာဘုရားဟောတယ်တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်လောဘဒေါသမောဟအစရှိတဲ့အကုသိုလ်တရားတွေစိတ်ထဲမှာတရားတွေစောစောကပြောခဲ့တဲ့နိဝရဏတရား၅ပါးတွေဒါတွေကိုလည်းပဲလုံးဝကင်းရှင်းသွားစေမယ်လို့မြတ်စွာဘုရားတတိပဋ္ဌာန်ရဲ့ဂုဏ်ကျေးဇူးတတိပဋ္ဌာန်ရဲ့အစွမ်းတတ္တိကိုအများကြီးဦးဇင်းတို့ဟောထားပြောရင်အလွန်တရာမှတရားကျေပြန့်သွားတဲ့အရာရှိတယ်ပေါ့နော်ဒါကြောင့်အကုသိုလ်ကိုနည်းခြင်းတယ်အကုသိုလ်ကိုတဖြည်းဖြည်းနဲ့လျှော့ချခြင်းတယ်နောက်ဆုံးအကုသိုလ်ကိုလုံးဝပပျောက်သွားခြင်းတယ်ဆိုလို့ရှိရင်လုပ်เสียအလုပ်ကဒီတတိပဋ္ဌာန်တရားကိုပဲဒီဇိုင်းမှတ်ပွားများရပါဟုတ်လားအကုသိုလ်တရားတွေများခြင်းတယ်ဆိုရင်လည်းပဲဟောသူ့ပဲပွားများရမယ်။ဘောင်းစောဦးဇင်းတို့တတိပဋ္ဌာန်တရားဟာကုသိုလ်မျိုးစုံကိုဖြစ်စေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အာကာသတုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်။ဟောအထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်တဲ့အရှိလေနောက်လေတောင်လေမြောက်လေဟောလေနုလေချမ်းနော်အဲ့လိုမျိုးလေမျိုးစုံဟာကောင်းငင်မှာတိုက်နေတာရှိတယ်။အဲ့လိုပဲတကယ်လို့သာတတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်သမ္မပဋ္ဌာန်တရား၄ပါးဣတိပတ်၄ပါးဘုံ၅ပါးဣန္ဒြေ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးအစရှိတဲ့တကယ်အထွတ်ထိပ်ကြတဲ့သူတော်ကောင်းတရားကုသိုလ်တရားတွေဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတဖြည်းဖြည်းနဲ့ပြည့်စုံလာမယ်လို့မြတ်စွာဘုရားဟောတယ်။ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အကုသိုလ်ကိုတဖြည်းဖြည်းနဲ့နည်းပြီးတော့ဖယ်ရှားပြစ်ချင်တယ်ဆိုရင်လည်းဘာလို့ရမလို့တတိပဋ္ဌာန်တရားကိုပဲပွားများရမယ်။ကုသိုလ်တရားကိုတဖြည်းဖြည်းနဲ့များလာခြင်းနဲ့ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုပဲပွားများရမယ်။ဒီနေ့မှာဦးဇင်းတို့ပြောဖို့လိုသွားတာကအကုသိုလ်တရားကိုဖယ်ရှားပြစ်ချင်တယ်ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုပွားများရမယ်ဆိုတဲ့နေရာမှာလည်းမြတ်စွာဘုရားဥပမာနဲ့ဟောတာရှိတာပဲအဲ့ဒါကိုကြတော့ဦးဇင်းတို့မေဃသုတ်တံဆိုပြီးတော့နာမည်လေးတက်ထားတယ်။ဘာပြောတော့ဆိုတော့နွေကာလရဲ့နောက်ဆုံးလမှာနော်နေကလည်းတနွေလုံးပူခဲ့တာဆိုတော့6သေးရောက်ပြီးတော့မြူတွေဟာနေရာတိုင်းကနေထနေတယ်။အကောင်းငယ်မြင်ကြီးတစ်ခုလုံးအာကာသတစ်ခုလုံးဟာနော်နီးပြေးပြေးအယောင်နေနဲ့မှုတ်မိုင်းမိုင်းနဲ့ကြီးကြီးလင်းလင်းမရှိဘူးပေါ့ဟုတ်လားအဲ့ဒီလိုအချိန်မျိုးမှာမဟာအကာလမေဃလို့ဆိုတဲ့အခါမဲ့မိုးကြီးကပြုံပြုံနိုင်နိုင်တကယ်လို့များရွာချလိုက်မယ်ဆိုလို့ရှိရင်စောတော့ကရက်လေးမျက်နှာရက်ရှိမျက်နှာမှာအုံဆိုင်မှိုင်းနေတဲ့ဒီမြူတွေဟာတခဏချင်းပဲပပျောက်ပြီးတော့နော်ဒီကောင်းငယ်မြင်ကြီးတစ်ခုလုံးဟာပတ်ဝန်းကျင်ကြီးတစ်ခုလုံးဟာတန့်ရှင်းသွားတယ်ကြည်လင်သွားတယ်ပေါ့မြူတွေကိုဘယ်သူကဖယ်ရှားလိုက်တာတော့ဆိုတော့အခါမဲ့မိုးကြီးကဖယ်ရှားဖြစ်တယ်အဲ့ဒါလိုပဲဦးဇင်းတို့တတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်မိမိရဲ့စိတ်နှလုံးပေါ်မှာအာကာသမှာကောင်းငင်မှာမြူတွေဆိုင်နေတယ်လို့မျိုးကိုယ့်ရဲ့စိတ်နှလုံးမှာလည်းပဲအကုသိုလ်တရားတွေဆိုတာရှိတယ်ပေါ့အဲ့ဒီအကုသိုလ်တရားတွေကိုပွားများထအပ်သောတတိပဋ္ဌာန်တရားရဲ့ဘာဝနာရဲ့အစွမ်းတတ္တိကလုံးဝဖယ်ရှားပေးလိမ့်မယ်လို့ဒါမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဏိဂုံးကျုပ်အဲ့ဒါလေးကတော့အလွန်တရာမှအရေးပါတယ်လို့ဆိုရမှာပေါ့နော်အကုသိုလ်တရားတွေဟာမကောင်းပါဘူးသူတို့ကိုဖယ်ရှားပြစ်ခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်တရားကိုပွားရမယ်ကုသိုလ်တရားတွေဟာအလွန်ကောင်းပါတယ်သူတို့ကိုပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်လည်းတတိပဋ္ဌာန်တရားကိုပွားရမယ်နောက်ဆုံးကုသိုလ်တရားတွေထဲမှာအဆင့်အမြင့်ဆုံးကုသိုလ်လို့ဆိုရမယ်နော်လောကုတ္တရာကုသိုလ်ကိုရခဲ့မယ်ဆိုရင်တော့ဒုက္ခခသိန်းချုပ်ငြိမ်းရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒီဘဝတန်တရားကိုရှင်ရဲ့ကလွတ်မြောက်ပြီးတော့တရားဓမ္မတို့ဥရှင်တို့တကယ်ချမ်းသာတဲ့ချမ်းသာမှာနိဗ္ဗာန်ကိုရပြီးတော့ဒုက္ခခသိန်းငြိမ်းသွားခြင်းအကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နော်အကုသိုလ်ပပျောက်ပြီးတော့ကုသိုလ်တရားတွေပြည့်စုံပြီးတော့နောက်ဆုံးချမ်းသာတဲ့ချမ်းသာမှာကိုရဖို့အတွက်ဘာကိုလုပ်ရမှာလဲလို့တလုံးလေးသောတရားကိုမေးခဲ့မယ်ဆိုရင်ဒီတတိပဋ္ဌာန်တရားကိုပဲပိဋကပေါင်းသူတော်ကောင်းတို့အဖြေပေးရမှာပါဟုတ်ရလားဒါကြောင့်တတိပဋ္ဌာန်တရားကိုပွားများပြီးတော့ကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုယ်ဘဝရဲ့သဘောတဘာဝဒါတွေကိုဖြစ်တိုင်းသိအောင်တတိဥစီပြီးတော့နေရမရွေးအချိန်မရွေးအနေအထားမရွေးအမှတ်ရတိုင်း
နဲတယ်များတယ်လို့စိတ်ထဲမှာမထားဘဲနဲ့နော်တိနေအောင်ကြိုးစားအားထုတ်ရမယ်ဘာလေးပဲတိလိုက်တိအောင်ကြိုးစားပါဟုတ်လားတိလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီတိလိုက်တဲ့အတိဟာနောက်ထပ်တိဖို့အတွက်အများကြီးအထောက်အကူရှိတယ်ဒါကြောင့်မြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်သတိကလေးထားလိုက်လို့ရှိရင်နော်အဲ့ဒါနောက်ထပ်သတိတွေထပ်ပြီးတော့တိုးပွားလာခြင်းရဲ့အကြောင်းဖြစ်တယ်ဉာဏ်ပညာတွေတိုးပွားခြင်းရဲ့အကြောင်းဖြစ်တယ်အစွဲလန်းကင်းခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတော့မြတ်စွာဘုရားကနော်ခန္ဓာကိုယ်ကိုသတိကပ်ပြီးတော့သတိပဋ္ဌာန်တရားကိုပွားများခြင်းရဲ့အကျိုးကျေးဇူးတွေကိုများစွာဟောထားတာရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘက်စုံတောင်းစုံကနေပြီးတော့ကုသိုလ်အကုသိုလ်ကုသိုလ်ဆိုတာနဲ့ပတ်သက်ပြီးတော့အကုသိုလ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါထိုက်တဲ့လောက်တရားဓမ္မတို့ဦးဇင်းတို့ဒီအချိန်တိုလေးတွင်မှာကြည်ကြည်ပြန့်ပြန့်သိရတယ်ပေါ့နော်အဲ့ဒါအကုသိုလ်တရားကိုနည်းခြင်းနဲ့ကုသိုလ်တရားတွေများခြင်းနဲ့နောက်ဆုံးအကုသိုလ်ပျောက်ပြီးတော့ကုသိုလ်တွေတကယ်ပြည့်စုံခြင်းနဲ့ဆိုရင်ဘာကိုလုပ်ရမှာတော့သတိပဋ္ဌာန်တရားကိုပွားများရမှာအဲ့တော့ဦးဇင်းတို့ဒီကနေ့တရားရဲ့အနှစ်ချုပ်ကတော့သတိပဋ္ဌာန်တရားရဲ့အစွမ်းတတ္တိများလို့တောင်ပြောလို့ရပါတယ်ဟုတ်လားအကုသိုလ်ကိုဖယ်ရှားပြီးတော့ကုသိုလ်တရားတွေကိုဖြစ်ပွားစေတာကိုနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘဝရဲ့လက်ကျန်အချိန်မှာအကုသိုလ်တရားတွေနည်းပြီးကုသိုလ်တရားတွေများအောင်သတိပဋ္ဌာန်တရားကိုပွားများပြီးတော့နော်ကိုယ့်ကိုအရှင်းမြင့်တင်မဲ့ကုသိုလ်တွေဖြစ်ဖို့ကိုယ့်ကိုနှိမ့်ချမဲ့အကုသိုလ်တွေမဖြစ်ဖို့တက်နိုင်တဲ့မြတ်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ဒီကနေ့ညကုသိုလ်နဲ့အကုသိုလ်တဲ့ဟုတ်လားမိုးပေါက်ကလေးတွေကကြာလာတော့နည်းနည်းလေးအနေအထားကပြတ်သွားတယ်နော်မနေ့ပြန်တော့ဦးဇင်းတို့မေတ္တာနဲ့သစ္စာဆိုပြီးတော့အဲ့လိုလေးဟောမယ်လို့စိတ်ကူးထည့်ထားတယ်နော်ဘဝမှာအပြောများပြီးတော့ကြည်ကြည်ပြန့်ပြန့်သိတဲ့အကြောင်းအရာလေးတွေကိုဦးဇင်းတို့နည်းနည်းလေးရွေးချယ်ပြီးတော့ပြောကြည့်ခြင်းနဲ့ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့တော့ဒီကနေ့ညတော့တရားဟောတာလည်းပဲတနာကြီးနဲ့15မိနစ်ရှိတော့ပဲနော်ဒါကြောင့်ကုသိုလ်နဲ့အကုသိုလ်ဆိုတဲ့တရားနဲ့ပတ်သက်ပြီးတော့ဒီလောက်နဲ့ကျင့်တတ်ကြဖို့နော်ပြုလို့အထောက်အတဲ့ကုသိုလ်ကောင်းမှုတို့ရဲ့စွမ်းတတ္တိကြောင့်မဉ္ဇဉ်ပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုနိုင်သည့်အထိနော်အထောက်နိုင်ကြပါစေလို့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့ကုသိုလ်နဲ့အကုသိုလ်ဆိုတဲ့တရားကိုအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိတေတုမဂံတင်တရားနာပိသပေါင်းတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲသက်ခန္ဓာကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမငါပွင့်တော်မူကြတယ်ဆိုတော်တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မ ानु ဘာဝေနမဲလီတံဘူလီတံနိဗ္ဗာန်ပရိယတိယဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗသံဃာ ानु ဘာဝေနမေဂထံလေးရောက်ဖလက်တံလေးရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း